AI ခက်မှာရေးကြည့်တာ data ရေးကြည့်ရဲအဲ့ data တွေကိုစုထားဖို့အတွက် inventory ရေးကြည့်ရဲပေါ့ဘယ်ဒီ data ရှိထားပြီဆိုတဲ့အတွက်ကြောင့်6ဆိုဒီမှာ AI ရှိတယ်အဲ့တော့ဘယ် component မှာဘယ် component လက်ရှိမှာ review ဖြစ်နေရလဲဒါတွေမေးလို့ရတယ်ပေါ့နော်အပြန်အလှန်ဒီထဲမှာရှိနေရတယ်ဘာတွေဖြစ်ပြနေရလဲပေါ့နော်အဲ့လိုရစာမေးလို့ရတယ် AI မောင်းဆောင်သုံးပြီးတော့ပေါ့နော် customer သုံးလိုက် ChatGPT မှာကိုယ့်ရဲ့ဟာကိုသုံးလိုက်ဒီမှာငါဘာလိုအပ်နေရလဲဒါတွေအကုန်လုံးမေးကြည့်တဲ့အခါကျတော့မှကိုယ့်ရဲ့ cursor ထဲမှာဆက်စားခြင်းသူ့ rules ကိုသူ့ပဲကိုယ်တိုင်ရေးခိုင်းတာအမှလိုချင်တာတွေပြောပြီးတော့ folder အစားသူ့တင်ပေးထားရပေါ့နော်တင်ပေးထားတဲ့ခါကျတော့သူထုတ်လိုက်တဲ့ဟာတကယ်ဖျားစုမှုချုပ်ပြတကြောင်နဲ့နဲ့အမှလိုချင်တဲ့ဟာထွက်တယ်ပေါ့နော်အလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်မင်္ဂလာပါကျွန်တော်ရဲ့ what it means now episode 4အနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ guest အနေနဲ့ကျွန်တော်မချောစုကိုဖိတ်ထားတယ်ပေါ့နော်ချောစုကအခုlocal မှာဆိုလည်းအားလုံးသိကြတဲ့အတိုင်း UX designer ဟုတ်တယ် design system specialist လည်းဟုတ်ဆိုတော့ကျွန်တော်ဒီ episode ကမချောစုကကျွန်တော် local မှာအားလုံးသိကြတဲ့အတိုင်း design system နဲ့ပတ်သက်တဲ့ဆရာမကြီးပေါ့နော်ဆိုတော့ဒီမှာကျွန်တော် design system နဲ့ပတ်သက်ပြီးတော့ပြီးတော့ AI ဘယ်လိုသုံးမလဲဆိုတော့နောက်ပြီးတော့ကျွန်တော်တို့တော်တော်များများမြန်မာမှာသင်တန်းတွေ course တွေเนาะပြီးတော့လို့ရှိရင်မြန်မာ designer ဒီ industry မှာဟိုလုံးဝနေဖို့ကျွန်တော်မရှိတဲ့ဒီ topic တစ်ခုပေါ့ဒီ TV နဲ့ပတ်သက်တဲ့ UX ပြီးတော့ TV ရဲ့ design system နဲ့ပတ်သက်တာအဲ့ဒီ design system နဲ့ accessibility test ဆိုတော့အဲ့ဒီဘိုင်းလေးလည်းဒီမှာကျွန်တော်အတူတူကပါလုပ်ပါဆိုတော့ဒါကိုဒီကတော့ကင်မရာပြန်ဆုံးရအောင် ကိုဒီကိုမှာစုံကြရဲ့ဝကြွေးရှင်လေးပေါ့နော် Okay မအားစိတ်တစ်ချက်လောက်မိတ်ဆက်ပေးပါဦးခင်ဗျOkay ရှင်းမှာတော့ Alex တို့အောင်ဖြိုးတို့ပြောသွားပြီပေါ့နော်အမကတော့ design system နဲ့ပတ်သက်ပြီးတော့အဓိကtopic sharing လုပ်ပြီးနေရတူပေါ့နော်ဘာလို့လဲဆိုတော့သိရမလားဟိုအလုံးလုံးရင် UX design မှာအမ passionate ဖြစ်တာကွာလို့ကိုနဲ့တူတူ professional တွေသူတို့ရဲ့ designer တွေ developer တွေသူတို့လုပ်နေတဲ့ operation ဘိုင်းမှာလို့ဘယ်လိုပြောရမလဲအစင်ပို့ပြီးခြင်းတိုင်းအစမ်းတာလေးပေါ့နော်အဲ့လိုမျိုးနေရာမှာပါဝင်ချင်တာဆိုတော့ဒီ design operation design system ဒါတွေကိုစိတ်ဝင်စားလို့ထူးပြလေးနိုင်နေပေါ့နော်ဒီဘိုင်းကိုပဲရောက်ဖြစ်သွားပြီးတော့ design system နဲ့ပတ်သက်ပြီးတော့အခုကိုကြီးကိုမှလည်းလက်ရှိ design system special roles တွေနဲ့ပထမဆုံးစလုပ်နေရပေါ့နော်အခုလည်း project schedule မှာဆိုရင်လည်း design system နဲ့ပတ်သက်တဲ့ဟာတွေကိုတင်ကြားပို့ချပေးနေတာအခု batch 7 ထိတော့ရောက်သွားပြီပေါ့နော်နောက်လည်းဒီ AI နဲ့ပတ်သက်တဲ့ဟာတွေကိုဖြည့်ဆွရင်လည်းပေါ့နော်သင်ခန်းစာနောက်ထပ် batch တွေလည်းခေါ်ဖို့ရှိပါတယ်လို့အဲ့ဒါလည်းစောင့်မျှော်ပေးကြပါโอเคပါကြောင်ညာလေးတစ်ဖြတ်ကြောင်ညာလေးတစ်ဖြတ်ပြီးတော့ကျွန်တော်လည်းဒီမှာဆက်လုပ်လိုက်နောက်ကိုလည်းကျွန်တော်ဒီမှာတခြားlogo ကတကယ် rockstar တွေနဲ့ကျွန်တော် episode လေးဆက်ပြီးလုပ်ဖို့ရှိရပြီးတော့တခြား international က product manager တွေနဲ့လည်းလုပ်ဖို့ရှိရအတွက် what it face out လေးဆောက်ရရှိလို့ရပါတယ် Okay ဆိုတော့ကျွန်တော်တို့ topic ပထမတစ်ခုကဒီတစ်ခေါက် topic ကကျွန်တော်နည်း practical များပြီဟုတ်တယ်ဆိုတော့ဒီ episode မှာကျွန်တော်စသချင်းတော့ topic လေးပေါ့ဒီ design system management နဲ့ပတ်သက်ပြီးနော်ဆိုတော့ကျွန်တော်အားလုံးဒီမှာသိကြတဲ့အတိုင်း design system က company မှာမူတည်ပြီးတော့လုပ်ရတဲ့ပုံစံ sizing ပြီးတော့ maintenance မှာဘယ်နှစ်ယောက်ပါတယ်ဆိုတော့ပြီးတော့တောင်းယူမှုတောင်းပြန်မှု scope တွေအများကြီး company မှာမူတည်ပြီးတော့ကွာတယ်ပေါ့နော်ပြီးတော့ရင်အကောင်းဆုံးဆိုတဲ့ method ကလည်း company မှာမူတည်ပြီးတော့ကွာသေးတယ်ဆိုတော့ကိုယ့်ရဲ့ internal ကဘယ်လောက် adapt လုပ်နိုင်လဲဒီကဘယ်လောက် maturity ရှိလဲပုံမူတည်ရပေါ့နော်ဟုတ်တယ်နော်ကျွန်တော်တို့ဆိုအခုလက်ရှိ company တစ်ခုချင်းစီမှာကျွန်တော်တို့ design system တွေကြောင်းနဲ့အခုနေကျွန်တော်ပြန်မျှဝေကြည့်နေဆိုရင်တော့ဝတူမှာမတူဘူးနော်ဒီဆောက်နေပြီးသားရင်အခုနပြောသလိုဘယ်သူတွေက maintain လုပ်ရတယ်ဘယ်လိုသွားရတယ်ဆိုတဲ့ဟာရသကွာနေမှာပဲလေနော်ဆိုပြီးတစ်ခုနဲ့တစ်ခု communication level ကစပြီးတော့ကျွန်တော်တို့အကုန်ပေါ့ naming တွေအဆုံးပါပဲအကုန်ကွာပါတယ်အဆုံး maturity ပေါ့နော် company တစ်ခုရဲ့ maturity ပေါ်လိုက်ပြီးတော့ကိုဘယ်လို approach လုပ်ရမလဲဒါတွေကတော့ကွာသွားတာပေါ့အခု single တယောက်တည်းလောက်ရတဲ့သူတွေလည်းရှိရဲ team လိုက်လောက်ရတဲ့သူတွေလည်းရှိရဲတော့မဟုတ် federated ကြီးလောက်ရတဲ့သူတွေလည်းရှိရဲပါတယ်မလားအဲ့လိုမျိုးဆိုတော့ Okay ဆိုတော့ကျွန်တော်ဒီ episode 4မှာဒီ design system management မှာပထမ topic ကဆိုတော့ design system ကို manage လုပ်ဖို့အတွက်ကကျွန်တော် Neelan တွေဒီ tools တွေ plugin တွေရရှိရပါဒါပေမဲ့အဓိက design system management ကျွန်တော်မြင်ပုံကresource base နဲ့မြင်တာပေါ့နော်တယောက်တည်းကန်ရတဲ့အခြေအနေရှိမယ် team နဲ့ကန်ရတဲ့အခြေအနေရှိမယ် product အများကြီးအတွက် team အများကြီးအတွက်ကန်ရတဲ့အခြေအနေရှိလို့နော်tool base နဲ့ကွာတာမျိုးရှိမယ်တခြားဒီလိုမျိုးကဒါတခါနာပေါ့ကျွန်တော်မြင်တဲ့ management ကိုကြာတော့ resource base ပေါ့ဆိုတော့ဒီသုံးမျိုးဘယ်လိုမျိုးတွေပွားနိုင်လဲပြီးသားလို့ရှိရင်
အဲ့သုံးမျိုးအတွက်ကျွန်တော်အမြဲတမ်း base ပေါ့နော် management မှာမဖြစ်မနေရှိရမယ့် essential base လေးကဘာဖြစ်တယ်လဲပေါ့အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်ဆွေးနွေးရအောင် ဆိုတော့အဲ့ဒီဘန်ကိုပြောရမယ်ဆိုရင်တော့ဒါ design system ကကို team base နဲ့သွား single base နဲ့သွားကိုယ့်ရဲ့ company ရဲ့ maturity ဒါတွေနဲ့တော့အများကြီးဆိုင်နေပေါ့နော်အဲ့တော့ပြောအကြမ်းဖျင်းအဖြစ်တော့ဆန္ဒAlex ပြောသွားတဲ့ဟာလေးကိုနည်းနည်း visualization လေးနဲ့ပြောရမယ်ဆိုရင်ပထမဆုံးကကိုကteam တစ်ခုရှိရဲအဲ့မှာကိုက design system လေးကိုပဲdesign ဆိုရဲ product design ဆိုရလဲကိုပဲအစရအကုန်ကိုပဲပေါ့နော်အောက်ထုတ်တွေအများကြီးစောင်းနေအဲ့တော့ဘလို့အောက်ထုတ်ပဲစောင်းဒီမှာဆိုလို့ရှိရင်လေကိုကဒီကိုလုံနေရဲ့လုံမှာ efficient ဖြစ်ဖို့အတွက်ဆိုရင်ကိုလုံပြီးရင်ဒီ design system နဲ့ပတ်သက်တဲ့ resources တွေအကုန်လုံးတနေရာတိုင်းမှာအဲ့လို inventory လေးတစ်ခုနဲ့ထားတာမျိုးဒါတွေဆိုရင်အရေးကြီးရပေါ့နော်အဲ့လိုမျိုးလေးရှိခြင်းအပြင်ကိုရဲ့တခြား developer တွေကိုရဲ့တခြား fellow နောက်ခုမရှိပေမဲ့လည်းအမတို့ရာစလာကြရအဲ့လို federated ကြီးနဲ့ဘယ်သူမှစနိုင်မှာမဟုတ်ပါတယောက်ချင်းစီက majority မြင့်နေဖို့လိုတယ်အဲ့တော့ကိုကဒီ starting point ကောင်းမှာကိုကဒီလိုမျိုးကြီးစခဲ့တယ်ဆိုတာကိုတွေ့ကြုံရှိရင်ကိုနောက်ကထပ်ပြီးတော့လာမဲ့designer တွေ developer တွေဘယ်လို role လာပေါ့နော်တခြားကိုတင်ရsolitary ဆက်စားခြင်းကိုစတော့ကတော့ solitary ဖြစ်ပေမဲ့နောက်ကျရင်ကိုရဲ့performance နဲ့ကိုရဲ့ဒီinfluential ကြောင့်ပေါ့နော် centralized team ဖြစ်အောင်လုပ်သွားနိုင်တယ်ဆိုလို့ရှိရင်လည်းဒီကတခြားသူတွေကိုဘယ်လိုမျိုးဒီကိုသိထားတာတွေဘယ်လိုပြန်ပြောပြမလဲစတဲ့ centralized team ဖြစ်သွားပြီဆိုလို့ရှိရင်ငါတို့ဒါကိုဘယ်လိုမျိုး deliver လုပ်မလဲပေါ့နော်ငါသိထားတယ်အဲ့တော့ဒါတွေအကုန်လုံးလုပ်ဖို့အတွက်ဆိုရင်အမအတွက်ဆိုရင်တော့လို့ inventory design system inventory ပေါ့နော်အဲ့လိုမျိုးရှိခြင်းအပြင်ကိုယ့်ရဲ့ဒီဘယ်တင်းမှနေနေတာအသုံးပြုရအဓိကဘယ်လိုလုပ်လို့မလို့ design system အလုပ်ဆိုတာလူတစ်ယောက်ထက်ပိုတဲ့အလုပ်ကိုလုပ်ရတဲ့ဟာကွာအဲ့ဒါကို system ဆိုကြတဲ့တစ်ယောက်ထက်ပိုတဲ့ဟာကိုပြန်လဲချိတ်ဆက်မှုရှိအောင်လုပ်ရတာကွာအဲ့တော့ဒီလိုမျိုးဟာတွေကိုသိထားလို့ချားသူလည်းသိဖို့အတွက်ဆိုရင်တနေရာထဲမှာ single source of truth အနေနဲ့ထပ်ပြီးတော့ဒီ resource တွေအကုန်လုံးထားတင်တယ်ပေါ့နော်ဥမာဒီ tokens လေးကို define လုပ်တာစလို့ဒီ token တွေကို component မှာတုံးပြီးဒီ component တွေကို test လုပ်တာအဆုံးပြီးရင် user ရဲ့ feedback တွေပါတာအဆုံးအမဆိုအဲ့လို inventory တွေစောင့်လို့ရှိရပေါ့နော်ဥမာဒါလေးပေါ့ဒါအမဆိုလို့ရှိရင်ဒီ edible တို့တခြား Google Sheet ကိုတော့သုံးလို့ရတယ်ဒါပေမဲ့အမကတော့ edible ပဲသုံးပြရပါဆို automation တို့ဘာတို့လုပ်ရရင်ပိုအဆင်ပြေရပါတော့အဲ့ဆိုပါစို့ဒီမှာဆိုရင်ဒီtokens layer မှာဆိုလို့ရှိရင်လည်းတင်တာဒါ code tokens layer ဒါ semantic tokens layer အဲ့လိုမျိုးလေးနဲ့ကိုတခါတဲ့ချိတ်ဆက်ထားရပေါ့နော်ဒီ code tokens မှာလောက်ထားတဲ့ဟာတွေအကုန်လုံးက semantic token မှာပြန်ပြီးတော့ reference ယူလို့ရတာမျိုးအဲ့လိုမျိုးလေးနဲ့လောက်ထားရဲပြီးရင်ဒီမှာလောက်ထားတဲ့ဟာတွေကနာမည်ကိုစိတ်တိုင်းကြလောက်ထားဟုတ်ကွာပြင်လားဟိုတနေရာမှာ border သုံးပြီးတနေရာမှာ outline သုံးအဲ့လိုမျိုးကြီးမဖြစ်အောင်အစားငါတို့တွေမှာဆိုရင်ဘယ်လို element တွေဘယ်လို properties တွေလိုနိုင်နေပေါ့နော်ဒီ tokens တွေကိုငါတို့ component မှာဘယ်လိုကနေစဆောက်အောင်လိုအပ်တဲ့ဟာတွေအကုန်လုံး audit လုပ်ပြီးတဲ့အခါမှာဒီ properly ဒီမှာ setup ပေးလုပ်လိုက်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ငါတို့ဘာလိုအပ်တာလဲဒီမှာ single select အနေနဲ့ငါတို့ယူရမယ့်ဟာတွေကဒီမှာဆိုငါတို့ foundation အနေနဲ့လိုအပ်တဲ့ element တွေကတော့ဒါတွေrow အနေနဲ့လိုအပ်တဲ့ element တွေကတော့ဒါတွေဆိုပြီးတော့အမားတွေသတ်မှတ်ပြီးတဲ့အခါမှာအဲ့ semantic layer လေးအတိုင်းပေါ့နော်နာမည်လေးတွေထုတ်ပေးလိုက်တာမျိုးဒီမှာဆိုရင်ကျွန်တော်တို့ကဒါကိုပိုးပြောင်းခြင်းနဲ့စရှိတယ်ပေါ့နော်ဒီလိုလေးကိုကဘိုးဆိုပြီးတော့စာနဲ့ရိုက်မှာပေါ့ကွာတခါတည်းကိုရှိရဲ့ inventory တရားဟာတွေအကုန်လုံးကိုရိုက်ပြီးတော့နာမည်လေးထုတ်လိုက်အောင်လည်းနာမ update ဖြစ်သွားပြီပေါ့နော်ဟုတ်ကဲ့ဒီလိုလေးဖြစ်သွားမှာ line နေနေတယ်နဲ့ okay အဲ့ဒါကြီးဖြစ်သွားပြီးလာတူပဲဒါ creation လုပ်တဲ့အပိုင်းအဲ့ဒီတော့လည်းအမတို့ inventory ရှိရဲအဲ့ဒါပြီးသွားရင်နောက်ထပ်ဆိုပါစို့ကိုကဒီ component တွေကိုဒါတွေကိုယူသုံးထားတယ်ဥပမာ pattern ဆိုတဲ့ component နော်ဒီ pattern component မှာဆိုရင်ငါတို့ရေဘယ်လို tokens တွေကို apply လုပ်ပါလဲဒါလေးရစားငါတို့ inventory ထဲမှာလောက်ထားလို့ရတယ်ဒါပေမဲ့ဒီလောက်ထီအောင်များသွားဖြစ်မလို့ပေါ့နော်ဒါပေမဲ့ components တွေကိုစုထားပါတော့တော့လို့စင်ပါတော့ငါတို့ရဲ့ design ဟိုမှာဆိုလို့ရှိရင်ဘယ်လို component တွေရှိတယ်ဒါကတော့ create ကိုယ့်ရဲ့ component တွေကို Figma မှာ create ပြီးသွားတဲ့အချိန်မှာဒီမှာလည်းလာပြီးတော့ document လောက်ထားတယ်လောက်ထားပြီးဘာလို့လောက်ထားရလဲဆိုတော့ testing လုပ်ဖို့အတွက်ပေါ့နော်ငါတို့ရဲ့ inventory မှာဘယ်လို component တွေစောက်ထားရလဲ design system တွေရဟာတွေအကုန်လုံးစောက်ထားပြီးပြီဆိုရင်ကိုက storybook မှာဒီ developer တင်ပြီးတဲ့အချိန်မှာဒါတွေကိုမရီစစ်တယ်စစ်ပြီးဒါတွေက pass ဖြစ်သွားပြီpass ဖြစ်သွားလားဘယ်ပိုင်းတွေမှာလိုနေရလဲ developer အနေနဲ့လည်းကြည့်ရကွာတနေရာထဲမှာ okay ဘယ်နားမှာတော့ဘာလို့ဒါလေးတွေကိုမတို့ interface လေးထုတ်ပြီးတော့သူကြည့်လိုက်အောင်ပဲကွာလွယ်လွယ်ကူကူနဲ့အဲ့လိုမျိုးကြီးပေါ့နော်အဲ့လိုတွေအဆင်ပြေအောင်အဲ့လိုစဉ်းစားပေးထားရတယ်ပေါ့နော်အဲ့လိုစဉ်းစားပေးထားတဲ့ခါကျတော့ကိုဒီဘက်မှာ data တစ်ခုခု update လုပ်ရင်နောက်ထပ်ကြိုက်တာတစ်ခုကွာအမကဘာလို့ဒါကိုအချိန်ကုန်ခံပြီးလုပ်နေဆိုရင်ကိုတင်မြတ်ဟာလူရန်အောင်လိုက်ပြော head developer ငါတင်လိုက်ပြီနော် head designer ငါတင်လိုက်ပြီနော်အဲ့လိုမျိုးမပြောချင်ဘူး
automation နဲ့သွားကျင်တာပေါ့နော်အဲ့တော့ကိုလုံးလိုက်တဲ့ change log တွေအကုန်လုံးဒီထဲမှာတင်ထားတယ်တင်ထားတဲ့အတိုင်းဘယ်မှာတော့ user feedback ဝင်နေပြီဆိုလို့ရှိရင်ငါတို့ရဲ့ channel ထဲမှာတော့ slash channel ထဲမှာပို့ပေးရမျိုးokay ဒါကိုငါဘယ်လောက် user ကဘယ်လိုငါဒီ report တင်တဲ့ product တင်ရဘယ်လို priority ထားပြီးတော့တင်ထားလဲအဲ့ဒါမျိုးတွေကစာမားတွေစစ်လို့ရတာပေါ့နော်အဲ့တော့ဒီကကိုယ့်ရဲ့ team model ကဘယ်လိုဖြစ်နေစေအစကောင်းမှုအရေးကြီးတယ်ဆက်လာကြရ centralize ဖြစ်နေပြီးတော့တင်မှာပါတဲ့သူကအကျင့်မကောင်းတာပေါ့နော်သိရမလားကိုတယောက်တည်းအတွက်ပဲကိုကြည့်ရလို့ဖြစ်တယ် design system designer တယောက်နေညာ mindset ကအရေးကြီးရပေါ့နော်အဲ့တော့အစကောင်းဖို့အတွက်ငါဘယ်လိုမျိုးခြေခံနဲ့စောက်တင်နေ logical thinking လေးတွေတုံးပြီးတော့လုပ်တင်တယ်ပေါ့နော်အလားတူပဲကိုရဲ့ okay ဒီလို centralize ကနေမှတစ်စင်ငါတို့ရဲ့ team ကfederated တည်ဖြစ်သွားပြီပေါ့နော်ငါတို့ TV ဆိုလို့ရှိရင်OS တွေမတူဘူးပေါ့နော်တချို့ design system majority မြင့်တဲ့ဟာတွေမှာဆိုရင် team လိုက်ခွဲကွာအဲဆို Google မှာဆိုရင်Google form အတွက်Google ရဲ့ဒီ mobile အတွက် Google ရဲ့ desktop အတွက်စရှိဖြစ်ပေါ့နော်အဲ့လိုမျိုးmultiple design system တင်အဲ့တော့ product တင်တိုင်းကcentralized တင်နေနဲ့ product တွေကိုဖြန့်ဝေနေရမှာမဟုတ်ဘဲねဒီ product တိုင်းမှာရှိတဲ့သူတွေကဒီ design system ရဲ့ duties ကိုပြီးပြီးတော့လာပြီးတော့contribute လုပ်တာပေါ့နော်အဲ့လိုပုံစံမျိုးအဲ့ဒီဟာဒီမှာလည်းဘာလို့လဲဆိုရင်ဆိုတော့ပြောရ collaboration ဒီ collaboration ကငါတို့ဘယ်လိုမျိုး enhance လုပ်မလဲဥပမာဒီ design system နဲ့ပတ်သက်ပြီးငါတို့ရဲ့တင်ရသူတွေပါဝင်တက်ကြွနေအောင်လို့အဲ့လို design system Friday ဆိုပြီးတော့သတ်မှတ်ပြီးတော့အားလုံးရဲ့ design system နဲ့ပတ်သက်တဲ့ highlights တွေ lowlights တွေကိုဟာတာလေးနော်ပြီး share ပေးရမျိုးပြီးရင်ငါတို့ဘယ်လိုဒီ design system ရဲ့ impact ကြောင့်ငါတို့ရဲ့ company မှာဘယ်လောက်ဖြစ်အချိန်စိတ်ဖြစ်သွားရဲအဲ့တော့ encourage လုပ်တာပေါ့နော်သူတခြား federated ဖြစ်ဖို့အတွက်ဆိုရင်အဲ့ဒါတွေကလည်းလိုအပ်တယ်။ဘာတခြားတင်းနေရလဲကိုယ့်ရဲ့ system မှာစိတ်ဝင်စားလာပေါ့နော် encourage လုပ်ရတဲ့အပိုင်းအဲ့လိုပေါ့အဲ့လိုလေးနဲ့လုပ်ဖို့အတွက်ဆိုရင်ကိုယ်တိုင်ကကိုယ့်ရဲ့ design system ကဘာလဲဆိုတာကိုသိဖို့ဒီ inventory ကအရေးကြီးတယ်ပေါ့နော်ဒီ inventory ကနေမှတစ်စင်ဒါတွေကိုချိတ်ဆက်ဖို့နောက်ဆိုဒီဟာမှာ MCP တို့ဘာတို့ပါထည့်ပြီးအခါမှာ AI agent တွေကိုသုံးပြီးတော့ပါအဲ့လို testing လုပ်တဲ့ဟာတွေဒီပြီးရင်chain shot တွေကိုကိုယ်တိုင်မရေးတော့ဒီမှာငါဘာပြင်သွားရလဲဒီပတ်အတွင်းမှာစနေကနေပေါ့ Monday ကနေ Friday အတွင်းငါဘာပြင်သွားရလဲပြင်လိုက်တာကို Friday ကြာရင် chain shot ပို့ခိုင်းတာမျိုးစရတယ်ပေါ့နော်အဲ့လိုကြီးအဆင့်မာရီလောက်လို့ရတယ်အဲ့တော့ AI ခေတ်မှာရေးကြည့်တာ data ရေးကြည့်ရဲအဲ့ data တွေကိုစုထားဖို့အတွက် inventory ရေးကြည့်ရဲပေါ့ဘယ်တင်းမှနေနေကို governance ကောင်းဖို့ဒါလေးစုထားဖို့ဟုတ်ပါဆိုတော့အဲ့မှာကျွန်တော်တို့ဒီ interface မှာဆိုလို့ရှိရင်လည်းဟို interface ကိုတိုက်ရိုက်သုံးရတဲ့ဒီ consume လုပ်ရတဲ့သူပေါ့အမှားကြတော့ဒီအောင် manage လုပ်ရတဲ့သူ interface ကို consume လုပ်ရတဲ့သူတို့လည်းအပြန်လည် chat လို့ရတဲ့ AI chat ထားမျိုးလေးရှိမလားခင်ဗျ changes လေးပါလေးဖြစ်သွားလဲဆိုတော့ yeah အမှန်တော့အဲ့ဒါတွေကလည်းဟုတ်တယ်ထုတ်လို့ရတယ်ဆိုတာဒီမှာချိုးစကောလန်ထပ်ထည့်ပြီးတော့ဆွမ်းနာပြောဆို automation နဲ့ဒီ record မှာလည်းဒီမှာ changes ဖြစ်သွားရင်ဒီပဲရှိတစ်ခုထပ်ခေါ်ပြီးတော့အမှတင်ပြီးအဲ့ဒီဟာကိုဒီ interface မှာလာပြပေးလို့ရတယ်ပြီးနောက်ထပ်ကောင်းတာကွာအဲ့ဒီဘက်မှာဒီ data ရှိထားပြီဆိုတဲ့အတွက်ကြောင့်ချိုးဆိုဒီမှာ AI ရှိတယ်အဲ့တော့ဘယ် component မှာဘယ် component လက်ရှိမှာ review ဖြစ်နေရလဲဒါတွေမေးလို့ရတယ်ပေါ့နော်အပြန်နဲ့ဒီထဲမှာရှိနေတဲ့ဟာတွေဘာတွေဖြစ်ပျက်နေရလဲပေါ့နော်အဲ့လိုရစမေးလို့ရတယ်analyze ဆိုတဲ့ဟာလေးလည်းရှိ yeah ဟုတ်တယ်အဲ့တော့အဲ့ဒီပဲရှိတဲ့ခါကျတော့ interface ပဲ share တော့မှာကွာဆောနာလိုမျိုး data တွေကိုသွား share ပြီးတော့ user ကို confuse ဖြစ်အောင်လုပ်ကြအောင်လို့တော့ဒီ interface ကို website လိုလေးဟောကိုယ့်ရဲ့အဲ့လိုလေးထုတ်ပေးလိုက်တော့အဆင်ပြေတာပေါ့ဟုတ်ကဲ့ဆိုတော့ကျွန်တော်အဓိကဟိုအများသောအားဖြင့်မှာကျွန်တော် solution လဲရုံမှာ design system ကိုကိုင်တဲ့ခါကျရင်ကျန်တဲ့ designer တွေကဒီဘက်ပါ change သွားလဲဒါမှမဟုတ်ဒီ token ကတိတ်မသုံးဖြစ်ဘူးသူတို့လည်းလောလောဆယ်ဟိုနောက်တင်ငင်းချင်းတယောက်နဲ့တွေ့ပြီးတော့လဲသူတို့လည်းမသုံးဖြစ်ဘူးဆိုလို့ရှိရင်ကိုပြန်လာမေးရပေါ့ဒါကလိုသေးလားပြီးတော့ဒါမှမဟုတ်သူတို့ဟို component တစ်ခုထည့်ခြင်းနဲ့ never ပုံစံတစ်ခုလုပ်ခြင်းနဲ့အဲ့လိုမျိုးခါကြလို့ရှိရင်တချို့ question တွေကဟိုကိုကဟို slide မှာသွားဖြည့်ပြရတယ်မဟုတ်ဘဲね maybe ဒီမှာသူတို့အနေနဲ့အပြန်လဲ check လို့ရတယ် changes ရှိလားမရှိလားဆိုတာမျိုးအဲ့လိုမျိုးမေးလို့ရမယ်ဆိုရင်ဒါပိုကောင်းတော့ဗောနော်ကျွန်တော်တို့အနေနဲ့ point source of truth ခုအနေနဲ့ reference ယူလို့ရတယ်ဆိုရင်ဟုတ်တယ်ပြီးရင်ဒါတွေမကောက်ဘူးပေါ့နော်ဒီ data ကပြောရမယ်ဆိုတာချက်ဆို feed လုပ်ဘယ် AI မှာမဆို feed လုပ်လို့ရတဲ့ data ကွာအဲ့တော့ဒါတွေကိုအမတို့ CSV file အနေနဲ့လည်းထုတ်လို့ရသေးတယ်လीနော်အဲ့တော့ဒီကောင်တွေကိုထုတ်လိုက်ပြီးတော့ကိုယ့်ရဲ့ fix ဒီမှာတော့အမကြီးညီမကတော့tokens တွေတော့ဘာတွေပါမလဲဆိုတာကိုတော့ညီမတို့ဆွေးနွေးပြီးတော့ brainstorm လုပ်ပြီးတော့ဖြစ်နိုင်ခြေရှိရရတော့ထည့်ပြီးသွားပြီအခုပါရှင်းပါ okay ငါတို့ fix မှာတွေကိုဘယ်လိုထည့်မလဲတစ်ခုချင်းစီထည့်မဟုတ်ဘူးဒီကိုချင်းစီထည့်ကြလို့ဘာလို့ဆိုတော့ကိုကဒီ data ရှိထားပြီးသားဆိုတော့ဒီကောင်တွေကို comma separated value အနေနဲ့ထုတ်လိုက်ရင်ဒီ CSV ကနေမှတစ်ဆင့်ချက်စုတွေဘယ်လိုပြောရမလဲထုတ် JSON file နဲ့ပြန်ပြောင်းခိုင်းလို့ရတယ်ကွာ AI ကိုတုံးပြီးတော့ဥပမာဆိုအမဒီမှာတော့လောလောဆယ်ဒီ template လေးကိုတော့ဒီ
ကနေ share ပေးမယ်ပေါ့နော်ဒီမှာတော့ကြည့်လို့လည်းရတယ် prompt အသေးစိတ်ကိုတော့အချိန်ကြာကြီးဖြစ်သွားမှာဆိုလို့မပြောတော့ဘူးပေါ့နော်ဒီကဒီ CSP မှာဒီ prompt ကောင်းကောင်းလေးသုံးပြီးတော့ mapping လုပ်တာပေါ့နော်ကိုယ့်ရဲ့ဒီမှာရှိရဲ့ edit ထဲမှာရှိရဲ့ column ဆိုလို့ရှိရင် Figma ရဲ့ variable version ကိုသုံးပါပေါ့ဒီမှာ font family ကို font weight တို့တွေ့ရင် string type variable ကိုသုံးပြီး border radius ကိုတွေ့ရင် pixel type dimension type ကိုသုံးပြီးပြီးရင် pixel ဆိုတာကိုမှတ်ထားပြီးပေါ့နော်အဲ့လိုမျိုးလေးနဲ့mapping လုပ်ပြီးရော column တစ်ခုချင်းစီကိုထည့်လိုက်တာ ਨੇ ကိုယ့်ရဲ့ variable design system manager အဲ့လိုပေါ့နော်ကိုယ့်ရဲ့ JSON ကိုဒီလိုမျိုး importer လေးတွေထဲမှာထည့်ပြီးတော့သုံးလိုက်တာ ਨੇ variable တွေကကိုယ့်ရဲ့ Figma တွေရောက်သွားပြီပေါ့နော်အဲ့လိုလေးရှိတယ် yes အဲ့တော့အဓိကဒါတကယ် single source of truth ဆိုတာဒါမှဒါပေါ့နော်အဲ့လိုရှိ ဟုတ်ကဲ့ဟုတ်တော့ကျွန်တော်တို့ဒီ edit ပဲရှိလာလို့ရှိရင်ကိုယ့်ရဲ့ designer တွေကိုလည်း interface နဲ့ share လုပ်ရတယ် yes ပြီးတော့ဒီ CSV ကိုလည်း Figma မှာပြန်ပြီးတော့သုံးလို့ရတယ်ဆိုတော့အဓိကကိုကဒီကောင် up to date ဖြစ်ထားဖို့နော်ပြီးတော့ကျွန်တော်တို့ဘယ်လို practice တစ်ခုကိုတည်တည်ချာချာလေးစုထားလိုက်တဲ့သဘောမျိုးပဲနော်တကယ်ဘယ်လိုပဲဖြစ်ကျွန်တော်နောက် product တစ်ခုသွားတယ်နောက် design system တစ်ခုသွားမယ်ကို organization ထဲမှာပဲရှိနေတယ်အဲ့တော့အရင်လုပ်ခဲ့တဲ့ product ရဲ့ဒီ house တွေဒီ workflows တွေဒီဟာတွေအကုန်လုံးအလုပ်ဖြစ်တယ်ဒီတိုင်းပဲပြန်သုံးမယ်ဆိုရင်လည်း document ကအစုံလေးရှိရဲအဲ့တော့ပြန်သုံးလို့ရတယ်ဒီက source of truth ကိုကျွန်တော် documentation organization တဲမှာ consistent ဖြစ်အောင်လုပ်ထားလိုက်တဲ့သဘောမျိုးပေါ့ အားလုံး access ဖြစ်လို့ရမယ်ဟာပေါ့ yes ဟုတ်ကဲ့ဟုတ်အဲ့မှာကျွန်တော် question တစ်ခုပေါ့နော်ပထမတစ်ခုကကျတော့ edit ပဲသုံးရတယ်အကယ်ကိုကုမ္ပဏီက Notion သုံးပြီးသားဆိုရင်ပေါ့နော်ဟို Notion ကိုသုံးလို့ဖြစ်နိုင်လားဘာလို့လဲဆိုတော့ဒီမှာခုနက component tab ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ component list လုပ်လို့ရတယ် Notion မှာဆိုရင်ကျွန်တော် Figma embed လုပ်ပြီးတော့ဒီ component နေရာကိုကျွန်တော် preview ပို့ကြည့်လို့ရတယ်ဆိုတော့ဟို edit ပဲသုံးလာရင် Notion သုံးလာရင်ပေါ့နော်ကျွန်တော်ဘယ်ဟာအားသာချက်အားနည်းချက်ရှိလားဒါမှမဟုတ်ဒါကကုမ္ပဏီရဲ့ကိုယ့်ရဲ့ tools kit ပေါ်မှာမူတည်ပြီးတော့အဆင်ပြေဆို adapt လုပ်လို့ရလား I mean tools ကတော့ဘာမှမဆိုရတယ်ကွာအဓိကကိုယ့်ရဲ့ logic ဒီဟာတွေကိုဘယ်လိုမျိုး structure ချမလဲကိုယ့်ရဲ့ဒီအဓိက logic ပေါ့နော်အဲ့ဒါကအရေးကြီးတယ် Notion မှာသုံးပြီးတော့ရတယ်သူ့ရဲ့ပေးထားတဲ့ feature တွေကိုကိုပြန်လည်နေအောင်ထွက်အောင်လုပ်လို့ရတယ်ကွာကိစ္စမျိုး marketplace တွေကနေ automation ဒါတွေလည်းရှိရတယ် Notion မှာလည်းအရင်ရှိရတယ်အခုဘယ် tool ဆိုကြောယူရတော့တူတူပဲ Figma လိုပဲပေါ့နော် Figma မှာဆက် sketch မှာဆက်ထွက်လာမဲ့ product ကအရေးကြီးရတယ်နော်အဲ့တော့ကိုဘယ်လို structure ချပါလဲအမကတော့ဒီစဖန်တီးကြတဲ့ဒီ token လေးတွေကအစဒီနောက်ဆုံး storyboard text နဲ့ user ရဲ့ feedback လာတဲ့ဒီဆုံးတနေရာရဲ့မှာအဓိကထားထားတယ်ဒါတွေကိုကိုဘယ်လို structure ချထားလဲပေါ့နော်အဲ့ဒါလေးပဲဟိုလားဆိုဥမာပို့ပြီးတော့လမ်းပြန်နေအောင်လုပ်ချင် dashboard လုပ်နေပါလို့ရတယ်အမဒါအခုရုံးရဟာလေးပေါ့နော်ရုံးရဟာဆိုရင်မတို့ design system စမ်းထားဟာဒီမှာ Figma လေးနေပါစားဒီမှာအကုန်ပါပြီးသား design မှာရော develop ပြီးသွားပြီလား development မှာရောပြီးသွားပြီလား sync ဘယ်လောက်ဖြစ်သွားပြီလဲဒီ component တွေဆို 100% အခုဒီကောင်းနေဆိုရင်33လောက်ပဲရှိသေးတယ်သူရဲ့တက်ဆိုင်ရာ variant လိုက်တည်ဒါအမ dashboard ထုတ်ထားတာကွာအဲ့ဒါတွေမျိုးနော်ဒီဟာကိုဝင်ကြည့်လိုက်တဲ့သူတွေနဲ့လည်းပြန်လာဟာမတို့ရဲ့ component ကတော့ဘယ်လောက်ပဲပြီးပြီးမတို့ဘာဆက်လုပ်ဖို့လုပ်တည်ရ transparency ကောင်းသွားတယ်နောက်ဝင်လာမဲ့သူကလည်းဘာဖြစ်နေလဲသူကြည့်လို့ရတယ်ကွာလိုက်ပြီးတော့ Figma မှာဆိုရင်တော့ငါတို့ဒါတွေပဲလုပ်သေးရ development မှာဆိုဒီ code base ကြီးကတော့ repo ကြီးဖွင့်ပြကွာအဲ့လိုမျိုးကြီးလုပ်စရာမလိုကွာဒီမှာ i data တွေအကုန်လုံးကဘယ်မှာရှိလဲဒီမှာတနေရာရင်းရှိတယ်အဲ့လိုကြည့်လို့ရတာပေါ့ nice နော်ဆိုတော့ခုနကတော့ကိုပြောရင်းနဲ့ပြောသွားသလိုမျိုးကျွန်တော်ဒီကို organization မှာတခြား product တွေရှိတဲ့အခါကျရင်ကိုကဒါကို single source of truth ဟုတ်တယ်ဆိုရင်ဟိုအကယ်ပေါ့ကျွန်တော်ခုနဟိုကျွန်တော်အတွေ့အကြုံဆိုလို့ရှိရင်ဟို platform multiple platform ဖြစ်နိုင်တယ်တချို့ကြတော့ဟို design system ကကျွန်တော်ကွာတယ်ပေါ့နော်အဲ့ခါကျရင်ဥပမာကျွန်တော် TV platform နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မှာ TV အတွက် base design system ရှိမယ်ပြီးတော့ရင်ကျွန်တော်တို့ဒီ TV OS ကသူ့အခွာအတွက်သူပြန်သုံးရတဲ့သူ့ရဲ့ component library system ကတသက်ရှိမယ်ပြီးတော့ရင် Tizen OS ကတသက်ရှိတယ်ဒါ TV အပြင်ဘက်မှာဆိုလို့ရှိရင် web ကတသက် Android ကတသက် iOS ကတသက်ဒါမှမဟုတ်ဒီကောင်တွေအကုန်လုံးကို governance လုပ်ပေးမဲ့ကျွန်တော် base system design ရှိရပေါ့နော်အဲ့ကောင်မှာကျွန်တော် maybe icons တွေသိမ်းမယ်ကျွန်တော်ပြီးသားလို့ရှိရင်ဒီ base color ဟုတ်တယ်ဒီကောင်တွေသိမ်းမယ် sizing spacing tokens တွေပြီးတော့နောက်တစ်ခုကကျွန်တော် surface level တွေ background level တွေဒီဟာအကုန်သိမ်းအဲ့ဒါမျိုးတွေကျွန်တော်သိမ်းမယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်ကိုကဒီလိုမျိုး multi product တော့ပြီးတော့ရင်ဒီ system layer မျိုးစုံနဲ့သွားတဲ့ design system မျိုးဆိုရင်တော့ဒီ Airtable အဲ့ဒါမျိုးကကျွန်တော်ဟိုဒီ design system team တစ်ခုချင်းစီအတွက်ရှိတင်လားဒါမှမဟုတ်လို့ရှိရင် central တစ်ခုတည်းနဲ့ထားပြီးတော့ဒီဟိုမှာ web ရဲ့ design system manager ပြီးတော့ရင်ကျွန်တော် TV ရဲ့ design system manager ဒီကောင်တွေအကုန်လုံးရဲ့ manager ဒီသူတွေအကုန်ဝိုင်းပြီးတော့သုံးရတဲ့ truth ဒီ truth ဒီကတစ်ခုပဲဖြစ်တင်လားပေါ့နော်ဘယ်လိုမျိုးကိုကဒီ scale up အတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုး prepare လုပ်ထားတယ်ဆိုအနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်ဒီအပိုင်းထိတော့ဘာလို့ဆိုလို့လောဆယ်က TV တို့အဲ့လို multiple federated တင်တခုမှလည်းမလုပ်ဘူးပြီးတော့ဘယ်လို
ချရမလဲဆိုတော့အတိအကျကြီးတော့မပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့ခံမှန်းနဲ့အဲ့လိုကိုတာဆိုလို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်တော့အဲ့လိုတနေရာအကုန်လုံးကိုဖိုတာလေးခွဲပြီးတော့ပေးရတာမျိုးပို့သဘောကျတယ်ကွာဘာလို့ဆိုတနည်းဟို TV အတွက်ဆိုရင်တစ်မျိုးဟိုအတွက်ဆိုရင်တစ်မျိုးတည်ရမှာ link တွေအဲ့လိုမျိုးခွဲထားတာထက်ဆိုင်ရင်တနေရာတွေကနေမှတစ်စက် navigation နဲ့အဲ့လိုမျိုး set folder လေးခွဲဘာလို့ဆို data တွေအကုန်လုံးကတနေရာမှာပဲလာတာကွာတည်ရမှာဥပမာအခြား material လို့ documentation တွေကြည့်ပါဆိုရင် TV အတွက် material design ဟိုအတွက် material design ဆိုတော့ခွဲထားဟုတ်ကွာအဲ့ထဲမှာပဲသူရဲ့ဒါကတော့သူရဲ့ device ရဲ့ platform ပေါ်မူတည်ပြီးတော့အဲ့လို set folder လေးခွဲသွားတာပေါ့နော်အဲ့လိုလေးတော့ yes ရှိကိုတာဆိုရင်တော့အဲ့လိုပဲလုပ်မယ်ပေါ့ base practice တွေလုပ်မဲ့ဟာလေးရတစ်ခုပြီးတော့မှ platform specific product specific ဟာလေးတခုပေါ့ နော်ကျွန်တော်အဓိကAirtable မှာဆိုလဲကျွန်တော် tab တွေ tab လေးခွဲ Notion ဆိုလဲကျွန်တော်ဒီ site ပုံစံ structure လုပ်အဓိကတော့ကျွန်တော်တို့ပေးချင်တဲ့ message ကတော့ဖြစ်နိုင်လို့ရှိရင် source of truth ကတစ်ခုပဲဖြစ်နိုင်အကောင်းဆုံး ချင်းလေးကောင်းလေးပဲ နော်link တွေနည်းရင်အကောင်းဆုံးပဲ role specific ဖြစ်တာတွေမဖြစ်စေချင်တာပေါ့ဟိုဘယ်သူမဆိုသုံးလို့ရတယ် Notion တို့ Airtable တို့ဆိုတာရတယ်ဒါကြိုက်တဲ့ကိုယ့်ရဲ့ organization က organization main ရှိတဲ့လူတိုင်း access လုပ်လို့ရတယ်ပေါ့ဟို Figma တို့ဘာတို့ကြာသိရမလားအဲ့လိုဒီ Figma အတွက်သူ့ရဲ့သက်ဆိုင်ရာ designer ရဲ့ platform ဆိုပြီးတော့အဲ့လိုမျိုးအတွေးရှိနေကြတာဟုတ်တယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဟိုနေ့ကကြည့်လိုက်ပါစေ Uber designer တွေအဲ့ design system ဥစ္စာတွေ walk through လုပ်တဲ့ဟာမျိုးလေးဆိုပဲဒီကသူတို့ဒီ product level နဲ့အထဲမှာကျွန်တော်တို့ဘယ်လိုပြောမလဲ sub product level ကိုခွဲထားလိုက်တာပေါ့ organization တစ်ခုရဲ့ level အရာအောင်မှာဒီ component ကတကယ်လိုအပ်တာလား change လိုအပ်တာလားဆိုတဲ့ဟာမျိုးကိုသူကျတော့ design ဒီ system manager တယောက်ရှိတယ်ပေါ့နော်သူကဒီဟာတွေ decide လုပ်တယ်တကယ်လို့ designer တယောက်ဆိုပါဆိုကျွန်တော်က product A မှာလုပ်နေတယ် LS က product B မှာလုပ်နေကျွန်တော်တို့ထပ်မှာတယောက်ရှိမှဒါအားလုံး product ABCD အကုန်လုံး overview ကြည့်နေတယ်လို့ LS က request တစ်ခုထား product B မှာတော့ငါတို့ဒီ component လေးလိုတယ်ကျွန်တော်ကလည်း product A မှာတော့ငါတို့ဒီ component လေးလိုတယ်အဲ့နှစ်ခုမှာဘာတွေ comment ဖြစ်နေလဲဒီဥစ္စာကသူ product ကျွန်တော်လိုချင်တဲ့ဟာကျွန်တော် product အတွက်ပဲအသုံးဝင်နေတာလား LS product တခြား product တွေမှာ cross functionally effective ဖြစ်နေလား cascading ဖြစ်နေလားအဲ့ဟာတွေကိုကြည့်ပြီးတော့တကယ် main မှာပြန်သွားတယ်မထည့်တဲ့ပြီးတော့ခုဘာပဲရှိတဲ့မရှိတဲ့ပေါ့အဲ့လိုဟာမျိုးကြီးအများကြီးပါဘူးနော်အဲ့တော့အငင်းကြုံရတယ်အခုအလုပ်မှာဆိုလဲအဲ့လိုပဲအဲ့လိုချောက်ချကြတော့အဲ့ဒါလေးတွေကိုဘာလို့ဆိုကိုက product လုပ်နေတာကွာဒီ product ကနေ design system ကိုကိုမဟုတ်ကွာတခြားကိုရဲ့ design system ကိုနှမ်းတုံးတဲ့ designer ဟုတ်ကဲ့ငါဒီ component ကိုထည့်ရမှာလားငါ design system ဆောက်တဲ့သူတွားပြီးတော့တင်ပြရမှာလားပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့ငါဆောက်ထားပြီဆိုရင်ဆောက်ထားတဲ့ပြောင်းသူ့ကိုဘယ်လိုပြအဲ့လိုမျိုးတွေအတွက်ဆိုရင်ချောက်ချချင်းကတော့အဲ့ရောင်းရသူတွေအကုန်လုံးနင်တို့ရဲ့ page တိုင်းမှာ domain component ဆိုရဲ page လေးနေရဆောက်နင်တို့ရဲ့ component အသစ်တိုင်းအမှချက်ဒီနင်ဘာလို့ဒါကိုထည့်ခဲ့ရလဲဆိုရဲ context နဲ့တော့အဲ့ကြလို့ရှိရင်ဟိုကိုက design system governance လုပ်နေရ manager လဲဆိုပါတော့ဆိုတော့အခုလောလောဆယ်မှာတော့သူတို့ဟာဘာအသစ်ဆောက်ထားလဲ overview ကြည့်ပြီးတော့ထည့်တယ်မထည့်တယ်စဉ်းစားပြီးရပေါ့နော်အဲ့တော့အမှသွားကြည့်လိုက်တော့ okay ဒါကတော့ဟုတ်တယ်ဥပမာ image upload တာဆိုရဲကောင်ကစစချင်းမှမရှိဘူးလဲဆိုပါတော့ဒါပေမဲ့နောက် product တွေမှာရှိတယ် image ဆိုရဲကောင်က upload လုပ်ရမှာပဲကွာဒါလူတိုင်းမှာ upload လုပ်ရမှာပဲမဟုတ်ဘူးเนาะအဲ့လိုမျိုးကောင်ညာ website တိုင်းမှာလိုမာလीเนาะဒါဟုတ်တယ်ဒါမျိုးကောင်ဆိုရင်တော့ငါရင်ထည့်တယ်ဒါပေမဲ့ထို့ပါဆိုသူတို့ဆောက်လိုက်တဲ့ဟာတွေကဒီ platform အတွက်ပဲ unique ဖြစ်နေတဲ့component ပေါ့နော်တခြားဟာတွေမှာဘယ်လိုမှမရဥပမာ calendar application တစ်ခုကိုလုပ်မယ် calendar ဆိုတဲ့ module ကဒီ calendar module အတွက်ပဲအသုံးဝင်မှာပေါ့နော်တခြား project တွေမှာဆိုရင်ဒီကောင်ကိုရှိဖို့ကငါတို့မှာရာဂိုင်နှုန်းတော်တော်နည်းတယ်အဲဆိုဒီ calendar booking တင်တဲ့ software တွေပဲအသုံးဝင်တာတခြား CMS တွေအတွက်အသုံးဝင်လို့ဆိုလို့ရှိရင်ဒါတော့ဒီ product အတွက် unique နေနဲ့ထားပါတော့ဒီက okay သူတို့စောက်လိုက်တယ်အသစ်စောက်လိုက်တဲ့ဟာဘာကြောင့်စောက်တာလဲဘယ်နားမှာစောက်ထားရလဲအသစ်စောက်တဲ့ကောင်လေးကုန်လုံးတနေရာထဲမှာအပေါ်ကနေကြည့်ပေးမယ် overview လုပ်ပေးမယ်သူမြင်ရအောင်သူတို့ရင်းနေတယ်အဲ့လို domain component ဆိုရယ် base set စောက်ပြီးတော့ဗောနော်အဲ့လိုထားပေးရပြီအဲ့လိုလေးဟိုကျွန်တော် design system က governance ကအပေါ်မြင့်သွားလေသူကအဓိက system နဲ့ foundation အဲ့ကောင်ကိုင်းမဲ့အဲ့ဒါကို air flexible ဖြစ်အောင်တိုးနိုင်ဘူးကို product တွေတိုးလိုက် product တစ်ခုချင်းစီရဲ့ design system တင်းကလိုအပ်ချက်တိုင်းကိုက accommodate လုပ်ပေးနိုင်ပေါ့နော်ဆိုတော့အဲ့အချိန်ဒီမှာလည်းခုနကမပြောသွားတဲ့ဒီ inventory ကဒါအရင်အရေးကြီးတယ်အဲ့ဒါမရှိဘဲနဲ့သူကလည်းသူတို့ရဲ့ Figma project ထဲမှာရှိတဲ့ variable library ကိုကလည်းကိုယ့် Figma project မှာရှိတဲ့ variable library ကိုခုလည်းတူနေရပြတာအဲ့ဒါမျိုးကြီးဆိုရင်ကျတော့လောက်တာပေါ့ဟုတ်တယ်နော်အဲ့ဒါမျိုးဆိုလို့ရှိရင်ကိုကဒီ library publish လုပ်ပေးထားလဲ Figma file တစ်ခုဝင်တစ်ခုထွက်အဲ့လိုကြည့်ဖို့ဆိုတာဒါဘယ်လိုမှကြာရုပ်တိဘယ်လိုမှမဖြစ်နိုင်နော်ရုပ်တိမရှိနိုင် Okay အားလုံးပဲပြန်လဲကျေးဇူးလိုက်ပါဆိုတော့ cut ကတော့ဒီမှာတော့ရုပ်တိတတိထားမျိုးမဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်တစ်ချက်နားလိုက်တယ်ပေါ့ Okay အဲ့တော့
အခုဒုတိယပိုင်းအတွက်ကကျတော့ကျွန်တော် design system ကိုအခု manage လုပ်သွားတဲ့အကြောင်း inventory ဒါအားလုံးဆုံးသွားတယ်ဆိုတော့ဒါမှတကယ်တမ်းက design system ကကျွန်တော်တို့အတွက် တော့ပဲမဟုတ် မ ဘူး ဟုတ် designer အတွက်ပဲမဟုတ်ဘူး developer တွေအတွက်ဒါအဓိကပေါ့နော်ဒီလိုလို့ရှိရင်ကျွန်တော်တို့ overall product manager ဒီ product ရဲ့ vision set လုပ်တဲ့သူတွေအထိပေါ့နော်ဒါပေမဲ့အရေးကြီးဆုံးက developer တွေအတွက် development team နဲ့ collaborate ဖြစ်နေပြီးအားလုံး sync ဖြစ်နေမှသာ design system တစ်ခုလို့ကျွန်တော်ခေါ်လို့ရတယ်ပေါ့နော် ခုနကတော့အမပြောလို့ဆိုနံပါတ်မှာ system ပါတယ် Yeah အဲ့တော့ကျွန်တော်အခု design ပဲကွက်မြင်မနေနဲ့ ဟုတ်တယ် ဟုတ်တယ်နောက်ပိုင်းပေါ့နော်အရင်တော့ဆိုကျွန်တော် developer တွေဒီ design ပြီးတော့ဘေးနားမှာထိုင်ပြီးပြောတယ်ဒီဟာဒီလိုလေးပြင် ဟုတ်တယ် pattern လေးဒီလိုထည့်ပေါ့အခုနောက်ပိုင်းကျွန်တော် AI workflows တွေပါလာတယ် Figma MCP ရှိတယ် Macasa AI တွေတခြားပေါ့ဒီက development language ကို designer တယောက်အနေနဲ့တစိမ့်တည်တာဆင်းပြီးတော့ဘယ်လိုပြော communicate လုပ်လို့ရတဲ့အားလေးရှိလာတယ်ပေါ့နော်အဲ့ဥစ္စာတွေဆိုတော့ငါမှပုံမှန်ဆိုကျွန်တော်ဘယ်လိုမျိုးလုပ်လို့ရှိလဲပေါ့ဒီကအဲ့ဟာတွေကို setup လုပ်တာလဲတစ်ပိုင်းပေါ့ပြီးတော့အဲ့ဟာကို developer နဲ့ရောဘယ်လို communicate လုပ်လဲပေါ့နော် အဲ့တော့ဒီမှာ just clarification ပေါ့ဒီကောင်က production ready မဖြစ်ဘူး yes ဒီကျွန်တော်တို့ရဲ့ Figma MCP ကနေထွက်လာတဲ့ကောင်ကကျွန်တော်ဒါ front end မှာကျွန်တော် production ready လုပ်လို့မရနိုင်ဘူးဘာလို့လဲဆိုတော့အဲ့ဒီကောင်တွေကဒီကျွန်တော် Figma ကနေထွက်လာတဲ့ MCP ကထွက်လာတဲ့ဟာလေးကဒီ button ဆိုဒီ button ရဲ့ spec style ပဲဒီ အဲ့ဒါလေးပဲ basically ကတော့တကယ်တမ်းက CSS ပဲပေါ့နော် CSS ပဲ ဟိုဒီ JavaScript ဒီကောင်ကိုကျွန်တော်ဟို JSX ဒီ format တွေတစ်ခါကျကိုကအကေ TypeScript သုံးတယ်ဆိုအဲ့ဒီကောင်လေးပြီးတော့ရင်ကျွန်တော်တကယ်တမ်း code base မှာသုံးမှုအတွက်အားတွေကဒီ Figma နဲ့တည်းထွက်လာတဲ့မှာတော့ကိုယ့်ရဲ့ code base တိုင်းအတိအကျအဲ့လိုမျိုးဖြစ်အောင်လုပ်လို့မရနိုင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ကောင်အတွက်တခြား cursor သုံးလို့ရဖြစ်နိုင်တယ်ဆိုတော့အဓိကဒီနေရာမှာကျွန်တော် designer ရဲ့အနေနဲ့ကဟိုဒါက front end development အတွက်ကိုကဟို communication တစ်ခုအနေနဲ့သုံးဖို့ပေါ့နော်ဒီဟာကတကယ်တမ်း developer တွေအတွက်ဒီမှာရနေပြီဒီဟာလေးတိုင်းတန်းပြီးထည့်လို့ရတယ်ဆိုတာမျိုးလဲမမြင်စေချင်ဘူးပေါ့နော်အဓိကဒါက communication ဖြစ်စေချင်တယ် yes ဟုတ် က put yourself in their shoe ပေါ့နော်သူရဲ့ဖဏလေးထဲမှာဝန်ခံစားကြည့်နိုင်ဖို့ပြီးရင်ကိုယ့်ရဲ့ communication အမတို့အရှိမပြောတော့တဲ့အရေးကြီးအပိုင်းမှာဟိုဒီ tools တွေဘယ်လိုလုပ်လဲကိုက design data နားလည်နေမှာကွာ okay ငါဒီကောင်တွေကိုဒီ design system governance လုပ်ဖို့အတွက်ဘယ်လိုမျိုးအရှိန်ဟုန်ဟို intelligent system ပေါ့နော် design system မဟုတ်တော့ဘဲနဲ့ intelligent ဖြစ်တဲ့ design system တစ်ခုဖြစ်အောင်လုပ်ပေးနိုင်ဖို့အတွက်ဘယ်လိုမျိုးလေးကိုယ့်ဘက်ကကိုစမ်းကြည့်လို့ရမလဲဒါလေးတွေကိုလုပ်ပြပေးချင်တာပေါ့ဒီမှာဆိုရင်အမပြင်ဆင်ထားတာလေးရောရှိရယ်ဒါလေးတွေလည်းခဏနေကြရင်ဟိုအမတို့ picture လေးတွေကိုလည်း share ပေးမယ်ပေါ့နော်အမလည်းပြန်ပြီးတော့ကြည့်လို့ရအောင်လုပ်ပေးထားမယ်ပေါ့နော်အမပြောတာတွေနားမလဲပါဆိုလို့ဒီမှာလုပ်ချင်တာကအမအခုဆိုရင် design tokens တွေကိုအမရဲ့ Figma ထဲမှာ set up လုပ်ပြီးသွားပြီပြီးရင်ကိုယ့်ရဲ့ကိုစောက်ချင်တဲ့ component တွေကိုလည်းဒီမှာနှစ်ခုပေါ့နော် example အနေနဲ့အမစောက်ထားတယ်အခြေခံလေးပေါ့နော်အဲ့လိုလေးစောက်ထားတယ်ရိုး component လည်းစောက်ထားပုံ nested component တခုလည်းစောက်ထားတယ်ပေါ့နော်အဲ့ဒါလေးတွေကိုဒီ customer ဘယ်လိုမျိုးကိုဖန်တီးလိုက်တဲ့အတိုင်းပုံစံနဲ့ထွက်လာအောင်ဒီ properties name တွေဒီတုံးထားတဲ့ token တွေကစအဆင်ပြေပြီးတော့ဟို testing ကစပေါ့နော်အဲ့လိုမျိုးတခါတည်း test လုပ်ပြီးတော့ pass ဖြစ်သွားတဲ့ကောင်ကြီးကိုဘယ်လိုမျိုးကြည့်လို့ရမယ်ပေါ့နော်အချိန်ကြီးကုန်တက်တာပေါ့နော်ဒီဟာ process လေးတွေကိုနားလည်ထားရင်မတို့သိရမလားဟိုကိုယ်တိုင်ကလည်း design system ကိုကိုယ့်ရဲ့အလုပ်မှာဆိုလို့ရှိရင်လည်း MCP ကိုတုံးပြီးတော့ကိုဘယ်လိုမျိုး setup လုပ်ရမလဲသူတို့ send တဲ့ခါမှာခါတဲ့ကိုချိန်ကုန်ခံပြီးတော့ကွာ manually inspect ထောက်ပြီးတော့ လိုက် send နေမယ်စာ MCP နဲ့ဘယ်လိုမျိုး test လုပ်လို့ရမလဲဒါတွေကိုလေ့လာနိုင်အောင်လို့ပေါ့နော်အဲ့ဒီအတွက်နမူနာပေါ့အဲ့တော့အရေးကြီးတဲ့အပိုင်းကတော့ Figma MCP ကိုသုံးဖို့လိုတယ်ဘာလို့ဆို MCP ကအမားရဲ့ interpreter အနေနဲ့အလုပ်လုပ်ပါပေါ့နော်code base နဲ့ design base ကြားတွေပါအဲ့တော့ဒီမှာဆိုရင် Figma မှာဒီ preference မှာအမတို့ဒီကိုသုံးမဲ့ဒီ project file ကို MCP server on ထားဖို့လိုတယ်MCP server on ထားပြီးပြီဆိုလို့ရှိရင်သူရဲ့သက်ဆိုင်ရာဒီဘယ်မှာလုပ်မှာလဲပေါ့နော်ဒါဒီမှာလည်းမြင်ရမယ်ပြီးရင်ကိုက customer သုံးမှာဆိုရင် customer ရဲ့ဟိုထည့်ပေါ့နော်တခါတည်းသူdeveloper setting သူသက်ဆိုင်ရာဟိုကတော့ရှိတယ်MCP official document တော့ရှိရဲအမှသွားထည့်လို့ရတယ်ကွာအဲ့လောက်ကြည့်ကြည့်တော့အသေးစိတ်တော့မပြရတော့ဒီက concept ပဲပြောချင်တာဆိုတော့ MCP ကိုကိုယ့်ရဲ့ code base cursor ထဲမှာလည်း set up လုပ်မယ် design ဘက်မှာလည်းအမတို့ on ထားမယ်ပေါ့နော်ပြီးရင်ကိုကဒီဟာကို extract လုပ်ဖို့ပေါ့နော်ဒီ MCP ကနေပြောအမတို့ဘယ်လို extract လုပ်ပြီးဆိုပါစို့ဒါဆိုတော့အမပြခဲ့တဲ့ component လေးအမဒီမှာ tokens တွေကိုလည်းအမသိချာ set up လုပ်တယ်ဖြစ်တယ်လို့ကွာဟိုလောက်ထားတာမျိုးမဟုတ်ဘူးပြီးရင် variant naming တွေအစသိချာလေးပေါ့နော်တကယ်developer friendly ဖြစ်တဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေသေချာပေးထားတယ် property 1 property 2ဆိုပြီးတော့ထားတာမျိုးမဟုတ်ကွာဘာလို့ဆိုဒီကောင်တွေအကုန်လုံးကသိရမလား MCP ကနေပြီးတော့အမတို့ JSON file တွေနဲ့ schema ထုတ်ပေးနေတာကွာ
အဲ့တော့ဆိုပါစို့အမဒီမှာဆိုရင်ဒါ AI ကိုသုံးပြီးတော့အမ nmuna schema လေးထုတ်ထားတာအဲ့မှာဒီ note ဒီ Figma ရဲ့ဒီ note လေးရှိရပေါ့နော်ဒီ note လေးကိုမှ copy link လုပ်ပြီးတော့ AI နဲ့သုံးပြီးတော့ cursor ထဲမှာဒါသူ့ကို JSON ထုတ်ခိုင်းလိုက်တယ်ဒါသူပေးရဲ့ဟာလေးအဲ့မှာဆိုရင်ဒီ note မှာဆိုရင်သူ Lexins ကဘယ်တော့မှလောက်ထားတဲ့ဟာပေါ့နော်ဘယ် file ကနေလာတယ်အဲ့မှာ properties ဆိုပြီးတော့ဒီမှာ item လေးတစ်ခုလုံးကဘာနဲ့ဘယ်လိုမျိုးသူ interpret လုပ်ထားလဲဆိုရင် variant ပေါ့နော် variant ဆိုလို့ရှိရင်ဒါ type ကဘယ်လို values ကဘာတွေရှိတယ်data ကဘာတွေပါတယ်စတာတွေအကုန်လုံးအမတို့ design မှာဆွဲထားသမျှဟာတွေအကုန်လုံးသူကဒီလိုလေးအမတို့ရဲ့သက်ဆိုင်ရာ development ဘက်ကိုပို့ပြီး interpret လုပ်ပြီးနေမှာအဲ့တော့ကိုကဒီမှာဖြစ်သလို property 1လောက်ထားရင်ဟိုမှာ property 1ဟိုမှာ AI က property 1ဆိုတာဘာလဲသူဆက်ပြီးတော့ abstract တွေလောက်တော့တလို့ရထွက်လာဘောနော်ကတော့အဲ့လိုဖြစ်လာလိမ့်မယ်အဲ့တော့ layer naming နေဒီမှာဆိုရင်ကြည့်ရတာအမတို့နာမည်ကလည်းဖြစ်သလိုပေးထားတယ်ဟော container အဲ့လိုကြစ်လေးပေါ့နော်ကိုကမှန်တဲ့ data ကိုထွက်ချင်ဒီရဲ့ကို feel လုပ်ရမယ့် data မှာလည်းမှန်ဖို့အရေးကြီးတယ်အဲ့တော့အဲ့ဒါလေးရစစနစ်တကျဟို token name နေဆိုလဲတည်ရလားတိတ်ချလေးစနစ်တကျတိတ်ချလေးသုံးထားတချို့နေရာတွေမှာသုံးတချို့နေရာမှာ hash အဲ့လိုမျိုးမဖြစ်စေဘူးโอเคကြစ်လေးလေးတောက်ထားတယ်ပြီးရင်ဒီဟာ MCP လဲ on ပြီးသွားပြီကိုရဲ့ cursor ထဲမှာလည်းထည့်ပြီးသွားပြီဆိုလို့ရှိရင်အမတို့ဟာ cursor ထဲမှာသူ့ design က setting ထဲမှာသွားထည့်ရတယ်ပေါ့နော်ထည့်ပြီးသွားပြီဆိုရင်အမတို့နောက် next ဆင်ရပါဖြစ်မလဲဆိုတော့အမတို့ရဲ့ဒီ variables တွေအကုန် variable တွေကအမတို့ရဲ့အခြေခံအသက်ပဲဒီ tokens တွေကပေါ့နော်ဒီ tokens တွေကိုအမတို့ export လုပ်ရမယ်export လုပ်ပြီးတော့ကိုသွားပြီးတော့ send မယ်ဒီဒါဆိုရင်မှလောလောဆယ် report ထဲမှာကို send မဲ့ data ထဲမှာလာပြီးတော့ SRC file ထဲမှာပေါ့နော်ကို export လုပ်ထားတဲ့ JSON file ကြီးပြီးရင်နောက်တစ်ခုက resolver file ပေါ့နော်ဒါကတော့ဘယ် mode ဆိုရင်ဘယ်လိုမျိုးလုပ်ဖို့ mode file collection နဲ့ variable name ကိုဒီကနေမှတစ်စက်အမတွေ resolve file ကနေခေါ်ပြီးတော့သုံးဖို့ပေါ့နော်အဲ့ဒါလေးတို့အမတို့ export လုပ်တယ်အဲ့ဒါကလည်းဘာမှကိုယ့်အတွက်လောလောဆယ်မှာခက်ခဲနေရမှာမဟုတ်ဘူးအမတို့အခုဆိုရင် variable အမသုံးတဲ့ plugin ကတော့ဒီကောင်လေးပေါ့နော် variable visualizer ဒီကောင်ကလုံးဝအဲ့လိုကို variable တွေအကုန်လုံး connection ကိုမြင်လို့ရတဲ့ကောင်ပေါ့နော် Mr. Biscuit ထုတ်ထားတဲ့ဟာလေးသူ့ရဲ့ဟာထဲမှာဆိုရင် export မှာတစ်ခါရေး resolver လည်းထုတ်လို့ရတယ်ပြီးရင်JSON လည်းထုတ်လို့ရတယ်ထုတ်လိုက်ထုတ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ SRC file နဲ့ထည့်ပြီးတော့ဘာလုပ်မှလဲဆိုတော့ဒီသူသုံးလိုက်တဲ့ဒီ Figma note ပေါ့နော်အမတို့ Figma note ကိုထည့်ပြရမှာနော်ဒီ Figma note ကဒီ file တွေကနေပဲအများတန်းသုံးရမယ်ဆိုရဲ rules ကိုအမတို့ပြောပြပေးရတယ်ပေါ့ကွာအဲ့တော့အဲ့လိုပြောပြပြီးတော့မှပို့ပြီးတော့တိကျတဲ့ data ရပါပေါ့အဲ့လိုပြောပြရတော့မှပဲခါလီကြလို့ရှိရင်သူကနည်းနည်းလေးrules မတ်တာနဲ့နည်းနည်းလွဲသွားတယ်အဲ့ကြတော့ဒီဟာကိုပဲအများတန်းသိနေလို့ဆိုရင်ဘာဆက်လုပ်ရလဲဆိုတော့ cursor ထဲမှာ rules တွေ cursor rules ဆိုပြီးတော့အမတို့အများတန်း file ဖွင့်ထားရတယ်ပေါ့နော်ထည့်ထားလိုက်တယ်ဒီhigher level root folder ထဲမှာ package JSON နဲ့တူတူ level တူတူပေါ့နော်အဲ့မှာထည့်ထားပြီးတော့အဲ့ကြတော့မှဒီ cursor တွေကဒီ agent ကဒီကောင်လေးကဘာ rules တွေသတ်မှတ်ထားတာလဲ okay ငါအများတန်းဒီ Figma schema ကနေမှတစ်စက်အများတန်း interpret လုပ်နေရမယ်ဆိုတာမျိုးပေါ့နော်ဒါတွေကိုသူသိသွားမှာအဲ့လိုလေးပေါ့အဲ့လိုလေးပြောထားတယ်အဲ့တော့ဒီမှာဒါလည်းထုတ်ပြီးသွားပြီအဲ့တော့အမ MCP agent လည်းချိန်ပြီးသွားပြီနောက်တစ်ခုက JSON နဲ့ resolver လည်းထုတ်ပြီးတော့အမရဲ့ file နဲ့ကိုထည့်ပြီးသွားပြီဆိုရင် cursor ကိုသတ်မှတ်တယ်ပေါ့နော် cursor မှာတော့အမကတော့လောလောဆယ်သတ်မှတ်ထားတာတွေကအများကြီးတော့ရှိတယ်ဒါပေမဲ့ဒါတွေအကုန်လုံးအမကိုယ်တိုင်ရေးထားမှာမဟုတ်ဘူးအမကဘယ်လိုလုပ်ထားလဲဆိုစစချင်းမှာတော့ကိုတီးသလောက်လေးနဲ့စမ်းတာပေါ့ကွာစမ်းတော့ဟိုဘယ်ဟိုနားမှာ error တက်လိုက်ဒီနားမှာ backup ဖို့တွေပါ okay ဒါဆိုလို့ရှိရင်အဲ့ AI ဝက်တုံးပြီးတော့ငါဒါကိုငါနင့်ကိုခိုင်းနေဟာကိုဘယ်လို improve ဖြစ်အောင်လုပ်လို့ရလဲကိုလုပ်ခဲ့တဲ့ process တစ်လျှောက်လုံး refresh လုပ်ပြီးတော့ okay ပြီးရင်နောက်ထပ် AI မောင်းစုံသုံးပြီးတော့ပေါ့နော် customer သုံးလိုက် ChatGPT မှာကိုယ့်ရဲ့ဟာကိုသုံးလိုက်ဒီမှာငါဘာလိုအပ်နေရလဲဒါတွေအကုန်လုံးမီးပြည့်တဲ့ခါကျတော့မှကိုယ့်ရဲ့ cursor ထဲမှာဆက်ချင်းသူ့ကို rules ကိုသူ့ကိုပဲကိုယ်တိုင်ရေးခိုင်းတာအမလိုချင်တာတွေပြောပြီးတော့ထိတ်ဆုံးပြီးမှသွားလိုက်မယ် okay နင်ငါ့ကိုဒါလေးလုပ်ပြီးငါအဓိကလိုချင်တာကscammer fast ဖြစ်ရမယ် MCP ကနေပြီးရင် resolver only styling ဒီ resolver ကနေပြီးတော့နင် styling တွေကိုဒီကနေပဲယူသုံးရမယ်ဒီမှာဒါနေ has value တွေထုတ်ပြတာလို့မဖြစ်ရဘူးပြီးရင်အမ testing စမ်းတော့ကကြုံရတာကဘာလဲဆိုတော့ typography ပေါ့နော် typography ကကွာအမတို့ဟို Figma မှာဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲဟိုstyle မှာပဲသူက multiple composite token လေးเนาะ Figma ရဲ့ variable က single value ပဲ store လုပ်လို့ရတာ typography တစ်ခုထွက်ဖို့အတွက်ကြတော့ font တွေweight တွေလိုရယ် composite token type အမျိုးအစားဆိုတော့ style ထဲမှာရှိနေတာအဲ့တော့အမရဲ့ variable JSON ထဲမှာမပါလာတော့သူ့ကိုအဲ့ဒီဟာကိုတော့ရတယ်နင်typography ကိုဒီငါရဲ့အခြေခံ token အတိုင်းပဲသုံးလိုက် typography setting လုပ်နေဘာလို့အဲ့လိုထည့်ရလဲဆိုတော့သူကအမရဲ့ typography ကိုမှတ် token ထဲမှာမပါတော့ဘူးဆိုတာနဲ့ကွာ system UI ကိုသုံးလိုက်တော့ typography ကမှတ်မှန်တာဖြစ်တယ်ကွာအဲ့လိုဖြစ်တော့typography တက်ကိုကနင် typography ရလဲ code token ကနေပဲနင်လာရမယ်ပြီးလို့ရှိရင် icon slot တွေအတွက်လည်းနင်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့ဒါတွေကိုပြီးရင်ဒီကမတိုင်ခင်မှာအမပြောထားတဲ့ဟာရှိသေးရပေါ့နော်တခြား
ဟိုဟာထဲမှာပြောထားတဲ့ဟာအပေါ်မူတည်ပြီးတော့သူအဖမှာပင်မှာကြုံရတဲ့အပေါ်မူတည်ပြီးတော့သူ့ဘာသာသူ rules ရေးပြလိုက်တာဒါသူ့ရဲ့ rules ပဲအဲ့ rules ကိုထည့်လိုက်တဲ့အချိန်မှာသူ့အနေနဲ့အဓိက rules မှာတော့ဘာတွေပြောလဲဆိုအမဆောနာပြောခဲ့တဲ့ဟာတွေကိုသူအသေးစိတ်ပေါ့နော်သူ့ဘာသာသူအသေးစိတ်ငါဒါဆိုလို့ရှိရင်ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့ဟာတွေထည့်ထားတာ forbidden ကဘာတွေမလုပ်ရဘူးလဲအမနည်းနည်းပါးပါးတော့ပြင်ရတာပေါ့ကွယ်နင်း CSS and JS ပဲသုံးမယ် plain CSS တွေမသုံး SCSS တွေလည်းမလုပ်ဘူးအဲ့ဒါတွေမလုပ်ဘူးပေါ့နော်နင်းအဲ့ emotion တို့ဘာလို့သုံးလို့ရမယ်ဒါတွေကိုသူ့ကိုပြောပြထားတယ်ပြီးရင် type face ဆိုလို့ရှိရင်လည်းဘယ်ကနေပဲလာမယ် export type မှာဆိုရင် TSA ဘယ်လိုမျိုးတွေထုတ်ရမလဲဒါတွေကစဒါလည်းကို designer တယောက်အနေနဲ့တော့သိမှာမဟုတ်သူနဲ့အပြန်အလှန်ပြောနေတယ် logically thinking လုပ်ပြီးတော့ပြန်ပြီးတော့မုံမှန်ထားရတဲ့ကောင်းလေးတွေပေါ့အဲ့ကနေမှတစ်ဆင့်သူက MCP ကနေဆိုရင်အများအားဒါပဲသုံးရမယ်အဲ့လိုကြီးသူ့ဘာသာသူထုတ်လိုက်တယ် schema အနေနဲ့သူထုတ်ရမယ်ဒါတွေကိုသူပြောထားတယ်ပြီးရင် typography ကလည်း code to scan ပဲလာရမယ်ဆိုတာတွေကိုသူအသေးစိတ်ပြန်ပြီးတော့ elaborate လုပ်ထားတယ် icon solution လည်း material ကနေ import လုပ်ပြီးတော့သုံးရမယ်ဒါတွေပေါ့နော်အမလိုချင်တဲ့ဟာတွေအကုန်လုံးဒါတွေကလည်းကိုအရှိမ back and forth လုပ်ခဲ့လို့ဒီလိုမျိုးပြောပြနိုင်တာပေါ့နော်အဲ့မှာကိုဘာသာကိုလုပ်ခဲ့တဲ့ process ကို document လုပ်ဖို့လိုတယ်ကွာဒီကအဲ့လိုလုပ်ထားမှာပဲကိုနောက်ထပ်ပို့ပြီးတော့ improve ဖြစ်အောင်လုပ်လို့ရမှာပေါ့ AI နဲ့မှာအဓိက data အရေးကြီးတယ်အဲ့တော့ data နဲ့ပြန် train ရတာဆိုတော့အဲ့ဒါလေးပေါ့ပြီးရင် test လုပ်တဲ့ခါမှာလည်းနင် test file လေးတွေငါရဲ့ pattern ဆိုလို့ရှိရင် pattern ရဲ့ test file ကိုထုတ်တခါရဲနင် suite ဆောက် ramp ပေါ့နော်အဲ့ပြီး just 3အဲ့ဒါလေးညံမှာတွေတခါရဲပါတယ်ပြီးရင် storybook ပါတခါရဲထုတ်ခိုင်းတယ်ပေါ့နော်အဲ့ pattern ကိုပို့လိုက်စီလိုက်ပြီးရင်ဒါတွေကသူ checklist အနေနဲ့လည်းနင်ဒါတွေအကုန်လုံး pass ဖြစ်လားအဲ့ဒါတွေကစပါတယ်ပြီးရင်ဒါတွေကို token ထုတ်တဲ့ခါမှာလည်းနင် token ကိုမတွေ့ဘူးဆိုရင်ဘယ်တော့မှ have value လုပ်နေ token မတွေ့ရင် return ပြန်ဖြစ်နိုင်မယ့်ဟာကိုထပ်စဉ်းစားဆိုတဲ့အဆင့်တွေအစဒီမှာထည့်ထားရဲပေါ့နော်အဲ့ step by step ဒါတွေလည်းသူ့ကိုပြောထားရဲဒါကြီးတစ်ခုလုံးက rules တွေပဲ error handling တွေအစ token မရှိရင်နင်မ create နဲ့ stop လုပ်ပြီးတော့ငါ့ကိုဒီ response ပေးအဲ့ဒါတွေကစပါတယ်ပြီးရင် anti pattern တွေကတော့ဘယ်လိုမျိုးရှိရဲဆိုတာတွေကစဒီမှာဒီလို font size ကိုဒီလိုမျိုးသုံးထားရင်မှားတယ်correct approach တွေကဘာတွေဖြစ်တဲ့နဲ့ဒါတွေအကုန်လုံးဟို cursor.rule ဆိုပြီးတော့ဒီမှာထားတယ် cursor.rule ပဲဒါတွေဆောနာတော့အမပြထားတဲ့ဟာတွေအကုန်ပါဒီထဲမှာပဲပြီးရင်အဲ့ cursor.rules ကလည်းဘာကောင်းလဲဆိုရင်တို့နင်းတခုခု landing ဖြစ်တိုင်းအဲ့ cursor.rules မှာ update လုပ်ပေးပါအဲ့ဒါတွေကစထုတ်ထားတယ်အဲ့တော့သူ့ဘာသာသူပြန် land လုပ်နေတာပေါ့နော် land လုပ်ပြီးတော့သူ့ဘာသာသူပြန်ပြီးတော့ဖြည့်ဆက်စရာရှိရတယ်ဖြည့်ထားပြီးရပေါ့ကွာဒီမှာ rules ထည့်ပြီးသွားပြီဆိုတော့မှအမတို့ရဲ့ prompt မှာနောက်ဒီဟာကိုပဲသူ consume လုပ်ပြီးတော့အမတို့ဘယ် component ထည့်ဒါကိုပဲလုပ်တော့မှာပေါ့ scale လေးပဲဖြစ်သွားတာပေါ့ကွာ prompt ကအဲ့တော့အဲ့ကြတော့မှသူ့ကိုပြောပြီးဆိုတော့မှအမတို့ရဲ့ prompt မှာငါဒီစာကိုစောက်နေတာနင်သုံးရမယ့်ဟာဒီ JSON ကနင်လောက်ရမှာပြီးရင် resolver ဒီကနေသုံးရမှာပြီးရင် critical principle တွေကတော့နင် zero abstraction ဖြစ်ရမယ်every ဟိုဟာတွေကဒီကနေပဲလာမယ်ပြီးရင် schema fidelity ကနင်ဒီလိုမျိုး schema fidelity ကောင်းအောင် not exactly ပေါ့နော်Figma က variant လို့ခေါ်ရင်နင် Figma မှာ properties က variant လို့ variant လို့type လို့ကပြန်ပြီးတော့မသုံးနဲ့ပေါ့နော်အဲ့လိုမျိုးရှိတယ်သူက default အဲ့လို generally common ဖြစ်တဲ့ property name တွေပေးတတ်တာပေါ့နော်အဲ့လိုမလုံးနဲ့ token resolution မှာဆိုလို့ရှိရင်လည်းနင် get variable name ဒါ resolver တွေကဟာပေါ့နော်အဲ့ဒီဟာပါတဲ့ဟာအတိုင်းနဲ့နင် mode တွေ switch လုပ်ပြီး mode switch ဖို့ပါလို့ရှိရင် mode switch လုပ်ပြီးပေါ့နော်စသဖြင့်အဲ့လိုမျိုး cross collection reference တော့ခိုင်းနေအဲ့တော့နင်လောက်ရမှာက analysis လို့ implement လို့သိစိတ်တော့ဖက်ကြည့်လိုက်တော့ပေါ့နော်ပြီးကြတော့မှကြံမြင်မှပြောရပဲ verify လို့ကိုလုတ်ခဲ့ဟာတခါရေး test တော့ခိုင်းလိုက်တာပြီးရင်နောက်တစ်ခုကသူ့ structure ပါအမဒီမှာပြောထားရပေါ့နော်ဘယ်နားလေးမှလည်းမသိဘူးနည်းနည်းအောင်ကြံသွားသူ့ component library မှာဘယ်လိုမျိုး structure ဆောက်ရမလဲအမဖြစ်စေချင်တာကွာနောက်ဆိုရင် component တွေထပ်လာမှာဆိုတော့ဒီ SRC ထဲမှာပဲ component ကိုမဆောက်စေချင်ဘူးအဲ့တော့ဒီ component ဆိုတဲ့ထဲက pattern ဆွဲဟာမှာလုပ်ပြီးတော့ဒီ pattern အတွက်နင်တို့က storybook အတွက် story ရေးဖို့ file လုပ်မယ်ပြီးရင် test လုပ်ဖို့အတွက်လုပ်မယ်ပြီးရင်တကယ်ဟိုဟာတဲ့ pattern ရဲ့ main file လုပ်မယ်ပြီးလို့ရှိရင် pattern ရဲ့ type တွေအတွက်လုပ်ထားတဲ့ file လုပ်မယ်အဲ့ဒီအတိုင်းနဲ့နင်ဆောက်ပေးအဲ့လိုမျိုးဆောက်ခိုင်းပြီးတော့သူဒီလို folder အစသူတင်ပေးထားရပေါ့နော်တင်ပေးထားတဲ့ခါကျတော့သူထုတ်လိုက်တဲ့ဟာတကယ်ဖျားစုမှုချုပ်ပြတကြောင်နဲ့နဲ့အမလိုချင်တဲ့ဟာထွက်တယ်ပေါ့နော်ဒီမှာဒါသူလုပ်တဲ့အဆင့်လေးအမရဲ့ဒါဆန္ဒအမပေးလိုက်တဲ့ prompt ဟုတ် prompt လေးပြီးသွားတဲ့အခါမှာဘာထွက်လာလဲဆိုတော့အမတို့ဒါသူလုပ်ပေးတဲ့ဟာတွေအကုန်လုံးရသွားပြီရသွားပြီးရဲ့နောက်ပိုင်းမှာနောက်ထပ် error ကတော့အမ storybook install မလုပ်ထားလို့ storybook run မရတဲ့ error ဒါတွေပဲရှိရတယ်ဒီမှာဒါဟုတ်တယ် storybook install လုပ်ပဲနဲ့ storybook run နေရအဲ့လိုမျိုးပေါ့ npm start လုပ်လိုက်ရင်အမရဲ့ဟိုထဲမှာရှိရဲ့ voila ဒီမှာပေါ့Figma ထဲမှာရှိတဲ့ဟာတွေအကုန်လုံး interaction အစားသူစမ်းပြီးသားဒါတွေအကုန်လုံးအမတွေမြင်ရပြီဒီမှာဆိုရင် analysis comparison view လေးနဲ့ပြလိုက်ပြီပေါ့နော်ဟုတ်ဒီဘက်ပြီးမှာပေါ့ဒီလိုနေဒီမှာအမလိုတဲ့ variant state start level
အဲ့ဒီတိုင်းဒီမှာ variant status နိုင် storyboard run ပြီးမယ် storyboard ထဲမှာ Okay here ဒီမှာ pros from figma ဆိုပြီးတော့ဗာတခါသူ့ကိုသူ ensure လုပ်ခိုင်းထားတာပေါ့နော်အဲ့ဒါကနင်လုံနေရတေချာရဲ့လားဆိုတော့ထုတ်ခိုင်းတာအဲ့ကြောင့်ဒီမှာဘယ်လွဲနေရလဲ error handling ပါညာ fallback တွေပါတယ်ဆိုကင်တွယ်လို့ရအောင်ပေါ့အဲ့တော့ဒီမှာ figma မှာဒီမှာလောက်ထားတဲ့ variant သူ့ရဲ့ properties တွေ state တွေ start icon end icon label အဲ့ဒီတိုင်းမှာတော့ထွက်လာတယ် disable တွေပေါ့နော်ပြီးရင်သူ interaction ပါသူတခါရဲ့ scaffold လုပ်ပေးရကွာ interaction နေရာစအဲ့လိုလေး interactive ဖြစ်တဲ့ example တွေအဲ့လိုမျိုးကြီးအစားထုတ်ပေးထားရပေါ့နော်အဲ့ဒါဆိုရင်ဒါ button အတွက်ကြိုပြီးတော့ဒီမှာ prototype ချက်ထည့်ပေးထားလားဒါမှမဟုတ်လို့ရှိရင်အဲ့ interaction ကိုဘယ်လိုမျိုး specify လုပ်ပေးထားလဲဒါမှမဟုတ်အပြန်လန်းပဲ that's him that's not me ဒါသူ့ဘာသာသူလုပ်ပေးထားတာ guess လုပ်ပေးထားတာအမ interaction အတွက်တောင်းတခြားမလုပ်ခဲ့ဘူးဒါပေမဲ့prompt ထဲမှာတော့ interactive button ဖြစ်အောင်ပေါ့နော်ကိုကဘာလို့တူဒီလိုလုပ်ပေးနိုင်တာလဲဆိုတော့ Figma ထဲမှာလုပ်ခဲ့တာကို properly enable ဟိုပါဒါ developer friendly ဖြစ်တဲ့ terms တွေနဲ့ကို component ကိုနာမည်ပေးခဲ့ရတယ်နော်အဲ့ကြတော့သူ guess လုပ်ရတဲ့နေရာမှာအထောက်အကူပြုရယ်အဲ့တော့ကိုမပြောရရင်တော့သူသိရယ်ကွာအဓိက Figma မှာလာနေတဲ့ကို feed လုပ်နေတဲ့ data ရေးကြည့်အဲ့တော့ property 1ဆိုပြီးတော့ထားခဲ့ခြင်းကနေရှောင်ကြပါဘောနော်အဲ့လိုမျိုးတကယ်ရောပြီးနောက်တစ်ခုက test ပါလုပ်လို့ရရပေါ့နော် MCT ရှိရတဲ့အတွက်ဒီမှာဆိုရင် ambient အခုက just ကိုတုံးပြီးတော့ ambient test oh sorry မတူတခါတဲ့ test series ရာစ button ဆိုလို့ရှိရင် button မှာဘာတွေ test လုပ်ရမှာလဲဒီ tokens driven ပေါ့နော်အဲ့ဒါကြီးလောက်ထားတယ်သူဆက်လောက်မှာ default prompts နဲ့လောက်ခဲ့တာ test series တွေသူ့ဘာသာ test case တွေသူ့ဘာသာဖန်တီးပြီးတော့အဲ့ test case scrutiny မှာဘာတွေဆက်ရမှာလဲအခုဆိုရင်စုစုပေါင်း109ခုရှိရဲအဲ့မှာ109ခုလုံး pass ဖြစ်တယ်ပေါ့နော်အဲ့လို pass ဖြစ်မှာလဲသူ့ကိုလောက်ခိုင်းတာ pass မဖြစ်မချင်းနည်းနည်း fix အဲ့လိုမျိုး fallback တွေလောက်ပြီးတော့အဲ့တော့ fix သွားလုံးဝတခါလေဒါပေမဲ့သူ thinking ဘိုင်းမှာတော့ကြားတယ်ရိုးရိုး free plan မှာဆိုရင်တော့အဆင်မပြေတော့ဘူးတနေ့ credit နဲ့ကုန်သွားမှာကွာဒါအမကြာနည်းနည်းလေးတော့ထိုင်ဆောင်လိုက်ရတယ်အဲ့လိုပေါ့အဲ့လိုလေးနောက်တစ်ခုဆိုရင်ဒါကရိုးရိုး button ပဲနောက်ထပ် check box ကြတော့ဘယ်လိုသွားထားရလဲဆိုတော့ဒါ main component ကတော့ဒါပဲဒါပေမဲ့အမတို့ကဒီအလဲတစ်ခုချင်းစီအတွက် nested စမ်းကျင်လို့ပေါ့နော်ဒီ icon လေးအတွက်အမဒီမှာ Figma မှာတစ်ခုထုတ်တယ် checkbox item ဆိုပြီးတော့တစ်ခုထုတ်တယ် sub component လို့ပေါင်းနေတာပေါ့ဒီအတွက် interaction ရှိမယ်ဒီဟာကိုပြင်ခြင်းအမှားပဲသွားပြင်တဲ့ state မျိုးပေါ့နော်အဲ့ level မှာပြင်တကယ် checkbox မှာကြတော့ okay သူရဲ့ဒီဟာကို view သုံးထားတဲ့အဆင့်ပေါ့နော်ဒီမှာအဲ့လိုမျိုးလေးစမ်းထားလေးရှိတယ်ဒါပေမဲ့ဒီမှာ fix ရမှာတစ်ခုရှိတယ်သူ guess လုပ်ထားတာဘာလဲဆိုရင် outline သုံးထားတဲ့ကိစ္စပေါ့နော် material ရဲ့အမဘာလို့လဲဆိုတော့ material symbol ရဲ့ rounded လို့ပဲပြောခဲ့တာ material symbol ရဲ့ fill ဆိုတဲ့ဟာမျိုးမပြောခဲ့တော့ outline ကိုပဲသူယူသုံးထားတာပေါ့နော်အဲ့လိုမျိုးဒါဒီကအဲ့လိုမျိုးရင်တိကျသိဖို့အတွက်ဆိုရင်ကိုဘာမှားခဲ့ရလဲဆိုတော့ပြီးဖို့အတွက်အမြဲ documentation နဲ့သူ့ကိုပြန် feed ခိုင်းသွားအရင်ကြီးဒီ file မှာဆိုရင်ဒီမှာ6စု button လုပ်ခဲ့တယ် okay ငါလုပ်ခဲ့တဲ့ button implementation အကြောင်းကိုနင် documentation ထုတ်ပေးပေါ့နော်။မှာပဲနော်။မှာ doc ဆိုပြီးတော့။button ကိုနင်ဘယ်လို implement လုပ်ခဲ့တယ်။အဲ့မှာ6စုပြန်တော့ဖတ်လို့ရတယ်။ checkbox ဆိုနင်ဘယ်လို implement လုပ်ခဲ့ error မှန်သမျှနင် interaction တွေကိုဘယ်လို fix လုပ်ခဲ့ရလဲ။ဒါတွေကိုထုတ်ခိုင်းထားတယ်ကွာ။ routing မှာလည်းနင်ဘယ်လိုပြဿနာတွေဖြစ်ခဲ့လဲ။လောလောဆယ်တော့ကိုပြန်လေ့လာလို့ရအောင်လို့ပေါ့နော်။အဲ့ကြတော့မှကိုယ့်ရဲ့ဒီ prompt ကိုပိုကောင်းအောင်developer တွေနဲ့ဘယ်လို communicate လုပ်ရမလဲဒါတွေကိုကိုနားလည်အောင်ပေါ့နော်။အဲ့လိုကိုလည်း train AI ကိုလည်း train အဲ့လိုနဲ့သွားတာပေါ့အဲ့တော့အဲ့မှာကျွန်တော်တို့တစ်ခုပေါ့နော်ဒီ component တွေရဲ့အခုနောက်တော့ကျွန်တော်ထွက်လာတဲ့ JS file တစ်ခုရှိမယ် story book file တစ်ခုရှိပြီးတော့ကျွန်တော်ဒီ main component ဟောရှိရပါတော့အဲ့မှာဒီဟာကျတော့ကျွန်တော်ဒီ React project တစ်ခုရဲ့ကျွန်တော် folder architecture အခုက SRC ထဲမှာကျွန်တော်ဒီ component folder ထဲမှာထည့်ပေါ့အကယ်၍ကျွန်တော်တို့အနေနဲ့ဆိုပါစို့ကိုက multiple teams တွေနဲ့အလုပ်လုပ်တဲ့အခါကြာလို့ရှိရင်ပြီးတော့ feature ကိုကျွန်တော်တို့ team like ဥပမာ geographically location like ခွဲပြီးကင်ကြရတာရှိတယ်။ဥပမာတချို့တွေကဥပမာရုံးမှာဆိုလို့ရှိရင်ကျွန်တော်ဒီ AI chats နဲ့ပတ်သက်တဲ့ကောင်တွေနောက်ပြီးတော့ရင်ကျွန်တော်ဒီ feed management နဲ့ပတ်သက်တဲ့ကောင်အဲ့ကောင်တွေကိုကျွန်တော်တို့ Belfast ကနေကင်တယ်။ကျန်တဲ့ features တွေအကုန်လုံးကိုကျွန်တော်ဥပမာ Bangkok ကနေကင်တယ်။ပြီးတော့ရင်တချို့ features တွေ London ကနေကင်အဲ့လိုမျိုးခွဲတဲ့အခါကြာလို့ရှိရင်ဒီ React folder မှာဘယ်လိုမျိုးလုပ်လဲဆိုတော့ base ကင်တဲ့ဒီ base component တိတိလေးတွေကျွန်တော်ဥပမာ text box ကရှိပြီးတော့ကျွန်တော်ဒီခုန check ခွာလေးရှိမှာအဲ့ကောင်တွေကဒါကကျွန်တော်တို့ရဲ့ဒီ UI level components တွေနောက်ပြီးတော့လို့ရှိရင်ကျွန်တော်ဒါကကျတော့ team like သူ့ရဲ့ဒီ feature by feature
အဲ့ဟာမှာကျွန်တော်တစ်ချက်ထပ်ပြီး component folder တွေထပ်ပြီးတော့ခွဲတယ်ပေါ့နော်အဲ့ခါမျိုးပြီးတော့ရင်ကျွန်တော်တို့ကဘာလဲဆိုတော့အဲ့ကောင်တွေကိုထပ်ပြီးတော့အပေါ်နဲ့အုပ်ထားတဲ့ကြောင့် abstraction ကလည်းနည်းနည်းကွာသေးတယ်ဆိုတော့ဒီ component တွေကိုကျွန်တော်ကပြီးသားလို့ရှိရင်ဥပမာခုနက check box ဆိုလို့ရှိရင်ကျွန်တော်ဒီ AI chat မှာလည်းကျွန်တော်ကဒီဆိုပါတော့ deep research လုပ်မယ်ဒီအလုံးအဲ့လိုမျိုး check ပေးရတဲ့ခါမျိုးရှိတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော် form တစ်ခုဖြည့်တဲ့ခါမှာလည်းကျွန်တော် check element တော့ဒီကောင်ပဲကျွန်တော်ကဒီ features ကအဲ့လိုမျိုးခွဲပြီးသုံးရတဲ့အခါမျိုးတွေကြာလို့ရှိရင်အဲ့ဒီ component ကိုဘယ်လိုပြောမလဲဆိုတော့ update လုပ်မယ်အခုဒီမှာပထမတစ်ခု establish ဖြစ်ပြီးသွားပြီဆိုပါတော့ကျွန်တော်တို့က color change လုပ်ရှင်တယ်ဒါမှမဟုတ်လို့ရှိရင်သူ့ရဲ့ hover state လေးကိုကျွန်တော်ပြောင်းခြင်းတယ်အဲ့ခါကြာလို့ရှိရင်အကုန်လုံးမှာဘယ်လိုပြောမလဲဆိုတော့ဒီဟာကိုပြန်ပြီးတော့ဟောဖြစ်အောင် update ကျွန်တော်ဖြစ်အောင်လို့နောက်ပြီးတော့သူ့မှာတခြား parent component တွေရှိနေတယ်အဲ့ကောင်တွေမှာထိအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါကို cursor rules မှာကျွန်တော်ဒါ update မှာအနေနဲ့အရင်ဆုံးလုပ်လာဒါမှမဟုတ်လို့ရှိရင်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီကောင်ကဒီနေရာတစ်ခုပဲ strike လုပ်ပြီးတော့ကျန်တဲ့ folder တွေကျန်တဲ့နေရာတွေမှာ apply လုပ်ထားရအောင်လို့တသက် prompt တသက် run လာပေါ့ဟို prompt management အမှ prompt တစ်ခုတည်းနဲ့တော်လာဒါမှဝင်ဟိုပေါ့ context ကိုဒီ folder တစ်ခုလုံးဟိုနဲ့တော်လာဒါမှဝင်ဒီ logo သူ့ရဲ့ context management နဲ့ပဲတော်လာပေါ့ဘယ်လိုမျိုးမှရှင်းကြလို့လဲလား အဓိကကတော့အမတို့ဒီ rules ကိုထားတဲ့အခါမှာအမစောနာ highlight လုပ်သွားတာ package.json နဲ့ level 2ရမယ်ဆိုပြီးတော့ထားတာဒီ folder တွေထဲမှာမထားဘူးအဓိက root ကနေပြီးတော့ဒီကိုဘယ်လိုမျိုး structure ချအဲ့ဟာတွေကိုလှမ်းပြီးတော့ယူနိုင်အောင်လို့ပေါ့နော်တနေရာတွေကနေပြီးတော့ပဲသွားသိချင်တာပေါ့အဲ့ကြောင့်မို့လို့ဒီ higher level မှာအဲ့လိုမျိုး root folder တွေမှာပဲထားရပေါ့နော်အဲ့လိုမျိုးပဲသုံးတယ်ဒါပေမဲ့ကိုတကယ်တမ်းတော့ကိုယ့်ရဲ့အလုပ်မှာတော့လုံးမကြည့်ဘူးပေါ့နော်ဒါပေမဲ့ထားရတဲ့ရည်ရွယ်ချက်ကတော့အဲ့လိုမျိုးတနေရာရဲ့ root ထဲကနေပြီးတော့မှကျန်တဲ့နေရာတွေအကောင်လုံးသွားသိချင်အောင် package.level နဲ့ package.json နဲ့ level 2ရမယ်အဲ့လိုမျိုးလေးပေါ့ဟုတ်ဆိုတော့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့ကတော့ design system မှာလို့ပဲပေါ့လေကျွန်တော်ဒီ base components တွေကိုကျွန်တော်တို့ကင်နေသူရှိမယ်ပြီးတော့ local component ကင်နေသူရှိအဲ့လိုပဲဒီ context engineering မှာလည်းဟိုကျွန်တော်ဒီ base rules တွေရှိမယ်ပြီးတော့ locals တူတစ်ခုချင်းစီမှာဒီ component test ဖို့တဲ့ကြောင့်ဒီ API request လုပ်ဖို့လိုမယ်ဒီ prerequisite လိုမယ်ဒါကဟိုကျွန်တော်တို့ဟို feature ပေါ်မှာမူတည်ပြီးကျွန်တော်ဒီ local သူ့ဟိုနဲ့သူပွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီဟိုဒီ rules တွေကလည်းသူ့ root နဲ့သူ့ပေါ်မှာမူတည်ပြီးတော့မျိုးထပ်ပြီးတော့ manage လုပ်လို့ရမှာတယ်နော်ဆိုတော့အရင်တော့ designer တွေက component ကိုဘယ်လို manage လုပ်လဲစဉ်းစားအခုကျတော့ developer နဲ့တူလက်တွဲပြီးတော့ local features တွေဘယ်လို global features တွေဘယ်လိုအကုန်လုံးအဲ့ကြောင့် component တစ်ခုကိုစောက်တဲ့အခါမှာ design မှာဘယ်လိုစောက်ထားရဲ developer interpret ကိုအဆင်ပြေလို့လုပ်လိုက်ပါအဲ့လိုမျိုးနဲ့တွားလို့မရတော့ဘူးအခု AI ဟိုပြုချင် intelligent ဖြစ်စေခြင်းကိုယ့်ရဲ့အဉာဏ်ယူလည်းနည်းနည်းမြင်အောင်ပါဒီလားဆိုလို့ဒီလားအဲ့လို development ဘိုင်းမှာသူတို့တွေဘယ်လို approach နဲ့တွားလဲ material တို့ဘာလို့မှာ guide documentation တွေတော့ဖတ်ကြည့်သူတို့တွေ component တွေကိုဘယ်လိုနာမည်ပေးလဲကိုယ့်ရဲ့ component ရောအဲ့လိုမျိုး development ready ဖြစ်တဲ့အမှလောက်ထားရဲဆိုတာဒီ step icon end icon ဒါမျိုးလေးတွေသိအောင်ဘယ်လိုမျိုးသူ material မှာဆိုရင်ဘယ်လို structure ချထားလဲ Figma မှာတွားကြည့်ရမှာဆိုရင်အများနဲ့အဲ့ code base မှာသူတို့ဘယ်လိုမျိုး API တွေကိုခေါ်ပြီးသုံးလဲအဲ့ code base ကိုနားလည်အောင်ကြိုးစားပြီးတော့ကိုယ့်ရဲ့ structure ကိုပြန်ပြီးတော့ compose လုပ်တာကွာအဲ့လိုမျိုးစောက်ထားတော့မှပဲဒီဆောနာလိုမျိုး one pro နဲ့အဆင်ပြေရဲ့ဒါတွေအကုန်လုံးပြရမလားအဆင်ပြေရဲ့ဟိုတခါရဲတန်းထွက်တဲ့ဟာမျိုးတွေထွက်လာမှာမဟုတ်ရင်ဟိုကပြင်လိုက်ဒါပြင်လိုက်လိပ်ပတ်လင်းနေနေပေါ့ကုတ်ကြီးကကိုယ့်ဘာသာကိုယ်တော့ဆက်ပြီးမ run ချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတော့ဘိုက်ကုတ်တော့မဘိုက်ချင်တော့အဲ့လိုမျိုးဘိုက်ချင်ရမရှိတော့ဖြစ်သွားဟိုအကယ်တမ်းနောက်ပိုင်းကျလို့ရှိရင်အကယ်၍ဆိုပါဆိုကျွန်တော်တို့ကဒီ code base မှာ element တစ်ခုထပ်ပြီးတော့တိုးခြင်းတယ်ဥပမာ site ဒီ site panel လေးတစ်ခုဝင်လာပြီးလုပ်ချင်တယ်ဆိုရင်ဟိုအတွက်ဥပမာ developer ရဲ့ branch တစ်ခုခွဲပေးမယ်ဒီကောင် test လုပ်ဖို့ကျွန်တော်ဟိုအရင်ဆုံးပုံမှန်ကတော့ Figma မှာပဲတစ်ချက်အဲ့ဒီ site panel ဒီ responsive ဘယ်လောက် width သွားခြင်းနဲ့ဘယ်လောက်ဟိုကိုယ့်ကို Figma မှာတစ်ချက် test ကြည့်ပါအဲ့ဒါကိုတော့ဟို code base မှာဘယ်လိုပြောမလဲဆိုတော့စသဖြင့်ဟိုဘယ်လိုပြောမလဲဆိုတော့ code base မှာအဲ့ဒီ prompting နဲ့မစမ်းသေးကြဘူး interaction တော့ Figma မှာပဲလွတ်လွတ်လပ်ဆန် right Figma မှာပဲ AC စမ်းကြည့်မယ် okay ပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဟာကို specs ပုံစံမျိုးထုတ်ပြီးတော့ကာစာမစပြီး apply လုပ်ကြည့်ဒီကောင်ဝင်လာတဲ့ပုံစံဒီ milliseconds တွေကျွန်တော်တို့ဒီ responsiveness ဒီကောင်တွေ okay ပြီဆိုလို့ရှိရင်အခုနပြောတဲ့ rules တွေ apply လုပ်ပြီးသွားပြီဆိုတော့မှ developer ရယူပြီးတော့သုံးတာမျိုးပေါ့နော်ဟုတ် yeah ဟုတ် designer ရဲ့ branch တက်ခွဲပေးထားတာပေါ့ prototyping animation level prototyping at its best ဟုတ် yeah okay ပြီး Figma မှာဆိုလဲအဲ့လို branch ခွဲလို့ရရကွာဟို6ဆိုတော့ professional မှာပဲမရတာလीနော်
တကယ်အဲ့လိုဆောနာပြောဆို TV OS အဲ့လိုမျိုး team တွေတကယ် federated team တွေမှာဆိုလို့ရှိရင်တို့ organization plan enterprise plan အဲ့လိုနေမှာကျတော့ Figma မှာကိုယ်တိုင်မှလည်း branch ခွဲလို့ရတယ်ဆိုတော့ဒါ prototyping အတွက်ငါတို့စိတ်ကြိုက်စမ်းဖို့အတွက် branch ဒီမှာဆိုရင်ပါထပ်ထည့်တင်ပါဒီ component လိုမျိုးတော့ရှိရဲဒါက code base မှာဘယ်လို effect တက်ရောက်သွားနိုင်လဲငါတို့ရဲ့ main component တွေမှာဒီ variant ထည့်တင်အဲ့လိုမျိုးစဉ်းစားရတဲ့နေရာတွေမှာလည်းထောက်ပြတယ်နော်